ကျေးဇူးတော်ရှင်အကမဟာပန္နိတမောဂုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်24ရက်တလ55ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောသောတာပန်တည်ခြင်းအကြောင်းတရားတော်မာဂရုရေးကြည့်တယ်ဗုဒ္ဓဘာသာဘုန်းကြီးတွေငါတို့ဘုန်းကြီးပြောရပါတယ်ဗုဒ္ဓဟာသင်္ချက်တိုင်းစားလို့ဗုဒ္ဓမပါရင်ဘယ်လုံးမှမဖြစ်ဘူးဆိုတာကိုလည်းပြောပြီးဘာဝံဂရုရာရေးကြည့်တယ်ဆိုတာသိချာမှတ်ကြပါဗုဒ္ဓဟာသင်္ချက်တွေကစားလို့ဘလို့သံဃာရင်းဒီဘဗရဒ္ဒံဘုဒ္ဓံတာတွေဝယ်ချက်ထား냐တော့လေရတဲ့ရှိမှုမှာလည်းစိတ်မဖြစ်နိုင်ဘူးပါပါဗျာဒါကြောင့်လို့စားလို့လို့ပါဗျာဘယ်လိုပဲဝိပဿနာလုပ်တဲ့တရားဌာနမှာဖြစ်စေတခြားနေရာဌာနမှာဖြစ်စေဓမ္မတို့တတိမပါရင်ချွတ်ချော်ဖြစ်မယ်ဆိုတာသိချာမှတ်ပါရင်းမိကြကြောင့်တတိယသူတင်ရေးကြည့်တယ်ဆိုတာမှတ်ပါအဲ့ဒါဒီနေရာမှာတတိယဘာလို့မမေးလို့ရှိရင်စိတ်ကြည်စိတ်ကြမှုကဒီဝိရိယမကုန်မဲဖြစ်စိတ်ကြည်စိတ်ကြမှုကဒီဝိရိအာတာဝိသံဃနောတရိမာဝိနည်းလောကေပိစ္ဆထုံးနာတံဘယ်တော့မှတရားတော်ဝိရိယကနေတဲ့အခါကျတော့လူကြီးလေးရဲ့တိတ်ဇာဘုံကြီးရဲ့သင်္တော်ရာလေးကျိုးဆက်ချက်ကျိုးဆက်ရတဲ့အခါကျတော့ဝေဒနာလေးဖြစ်တဲ့ရှုနေရမှတ်တယ်နိုင်သွားထိုးနိုင်သွားမိုက်ပါဒီလိုရှိသေးတာအဲ့ဒီတော့နိုင်သွားတဲ့အခါကျတော့ဘုရားဓမ္မတွေကသိထားလိုက်တယ်တန်ခိတ္တစိတ်ဖြစ်တယ်လို့ဆိုတန်ခိတ္တတွန့်လို့တဲ့စိတ်တိုင်းလို့ရှိမနေတဲ့စိတ်ပေါ့ဗျာဟုတ်ပါအဲ့ဒီတန်ခိတ္တစိတ်ဖြစ်တယ်လို့တန်ခိတ္တဆိုတော့ဘာသာလေးမတော်လို့ဆိုလို့ရှိရင်ဓမ္မတွေမှားတယ်နည်းနဲ့ပြောစမ်းပါဆိုလို့ရှိရင်ကိုယ်စိတ်ကိုမနိုင်တဲ့စိတ်ကိုယ်စိတ်နဲ့ကိုယ်စိတ်သပိတ်ကိုမနိုင်တဲ့စိတ်မနိုင်တဲ့သဘောပဲကိုယ်စိတ်နဲ့ကိုယ်စိတ်သိမနိုင်တဲ့သဘောပဲဒီလိုမှလာပြောရမှာဆိုတော့အများဆုံးဆိုတော့ခိဏနဲ့မိဒ္ဓရုံးရခိဏမိဒ္ဓကိုဖြင့်ဓမ္မတို့တရားတော်ကောင်းတဲ့ဘုရားဝေဒနာလေးရှိနေဝေဒနာလေးရှိဘာမှမတွေ့ဟာရတုကိုရှုဟာရတုကိုမှရှုလို့ရှိလေအထုတ်တဲ့စိတ်ကလေးကဝေဒနာပဲရှုကောင်းတဲ့ဒုက္ခဝေဒနာရှိကောင်းတဲ့ဒုက္ခဝေဒနာပဲလို့ဘုရားသင်ထားသင်တော့ဉာဏ်လေးကအဲ့ဒီလှည့်ဆိုင်နေမှတန်တယ်ဓမ္မရီကလွန်တဲ့ဓမ္မရီကလွန်သွားတယ်ကသိရင်လွန်သွားတယ်ဒီလိုမျိုးပဲကုသရင်းရတယ်ဓမ္မရီကမှဘာပဲကုအဲ့ဒါဘူးလည်းဘူးရပါလိမ့်မယ်အဲ့ဒါဒီလိုမျိုးဖြစ်လာရင်အဲ့ဒီဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ဓမ္မတွေကခင်ဗျားတို့တော်လောက်ပါပြီဆိုပြီးထိုးအိတ်ချင်အိတ်တက်တယ်အဲ့ဒါအဲ့ရှင်းဖြင့်ဘယ်ခင်ကိုမကြီးကသီနာမိတ်တံဘန္တာကာရံလို့ခေါ်လိုက်သီနာမိတ်တံလို့ခေါ်တဲ့ပုဂ္ဂိုလ်ဒီဘန္တာကာရံထောင်ကြရတဲ့တူကြီးထောင်ကြရတဲ့တူပဲဘာလို့ထောင်ကြရတော့ထောင်ကြတဲ့ပုဂ္ဂိုလ်ကြီးဒီမိတ်ကကိုလည်းပဲဧရာတွေချမ်းသာတွေနိဗ္ဗာန်ချမ်းသာတွေဘောရံကံတွေလောကီလိုအဖြစ်ရှင်းနာတယ်ထောင်ကြနေတဲ့ပုဂ္ဂိုလ်ပါဆိုင်သေးတယ်ဒီမှာလည်းဘုန်းကြီးဓမ္မတွေမှတ်လိုက်သမ်းပါဒီနာမိတ်ကိုဘယ်ဒီနာမိတ်ကဝင်လာပြီးဒီနေ့တော့ဥပ္ပါဝမယ်ဆိုပြီးအိတ်လိုက်လို့ရှင်ဒီနာမိတ်ကနောက်ကနေပြီးအိတ်တဲ့ဝင်စိတ်လိုက်လာတာထောင်ကြတာပဲလို့မှတ်လိုက်ပါထောင်ကြတာပဲလို့ထောင်ကြတယ်ပြောရတော့ဆိုလို့ရှိရင်ဖြင့်ကောင်းတဲ့အာရုံအစရှိသည့်တို့ကိုဘယ်ခါကာလမှမတွေ့ရတော့အဲ့ဒါဆိုတော့ဘယ်မှမသိတော့ဘူးနောက်ဘဝရဲ့ကံကမ္မနမိတ်တွေအောင်ပြုနေတော့ပြီးသေးတယ်
မလို့လည်းဝိညာဉ်ဓမ္မတွေမှာထောင်ကြတဲ့လူကြီးလောကကြီးထဲမှာဖြစ်နေတဲ့အဖြစ်အပျက်တွေနားလည်ရတယ်ဒီမှာလည်းဒီနာမိတ်တာကိုဓမ္မတွေကဒီမှာငါ့လည်းလာပြီလေအဲ့လိုပါအောင်မယ်ဆိုလို့ရှိရင်ဖြင့်တန်မြတ်ထောင်တဲ့ကြပြီလားအောင်မေပြီတော့တန်မြတ်ထောင်တဲ့ကြပြီဆိုတော့ချမ်းမဟုတ်ပါဘူးခင်ဗျားတို့လူဘဝရပါလို့တောင်းတဲ့ထဲကမှလူဘဝရတဲ့ထဲကမှထောင်ကြတဲ့နှစ်တွေလာတယ်နှုတ်ပလိုက်တယ်လူဘဝမှာအသက်တူဒါလေးနဲ့ကြံတော့ရှည်ရကြံသေးထောင်ကနှုတ်ပလိုက်တယ်ဒီမှာလည်းအဲ့လိုက်တဲ့အခါကျတော့အဲ့ဒီနှုတ်ပလိုက်တဲ့အတွက်ခင်ဗျားတို့မှာတော်လောက်ရောမပေါ့ဘူး။သမဂငါမြင်တဲ့ပုဂ္ဂိုလ်ဟာအိဋ္ဌာနှုတ်ရလို့ရှိရင်30မိနစ်နဲ့ဟုတ်လား6လပဲကျန်တော့။ကဲထောင်ကြိုက်။ဒီမှာလည်းဝင်လာတယ်နဲ့ရာရမတွေငါကြီးတဲ့ဝင်လာတာနဲ့ဒါကြတဲ့နိုင်လာပြီးအိဋ္ဌာမှာပဲဆိုလို့ရှိရင်ခင်ဗျားတို့လူဘဝရတာဘယ်လောက်တုံးလို့မေးလို့ရှိရင်ဖြင့်55နဲ့တန်းဖြစ်ခဲ့တော့အဲ့ဒါထောင်ကြတဲ့အချိန်ကြီးနှုတ်လိုက်ပြီးရှိတော့ဟုတ်လား30နဲ့ဘယ်လောက်တော့2နဲ့6လားဒါလေးလူဘဝရအမလေးတရားဓမ္မတွေထောင်ကြတာတော့မဟုတ်ပါမနာဘူးလေအဲ့ဒါငါတို့ကထောင်ကြတယ်လို့မသိဘူးတရားဓမ္မတွေအိုးရုပ်အိတ်ကံကောင်းနေကျူးလိုက်တာအမလေးတရားဓမ္မတွေကလူဘဝရတာကထောင်ကြခံမလို့လာတာလားဟုတ်လားသံဃာခံလို့လာတာကသံဃာကြီးကထွံ့မြောက်အောင်အဘယ်မျိုးတွေကကျွတ်လွတ်လာတဲ့အချိန်သံဃာတော်မှာထွံ့မြောက်ပြီးဥပ္ပနာပဲဒီပဲသိရကိုရောက်ဖို့တက်လာကြတာဗျာအဲ့ဒါသံဃာတော်ကဘုရားနည်းနဲ့ဆောက်လိုက်ကြလိုက်တယ်ဆိုတော့ဘောင်းခင်တို့ကြံသေးရဲ့အိတ်ကနှုတ်တယ်နော်အောင်ကြတယ်အိတ်ကနှုတ်လိုက်ဘာမှဒီလိုဘယ်လောက်ကြောက်ရတာလဲရှိတော့ဒါရှိပါလိမ့်တယ်လို့ပြောချက်တယ်ဒါကပြောတယ်ဒါကပြောတယ်အဲ့ဒီရာရမရဲ့အဲ့ဒီဟိမမိကဝင်လာတဲ့အဲ့လိုရှိတယ်မဟုတ်ဘာဖြစ်တယ်လို့ပြောကြတယ်။အံကြတဲ့ပုဂ္ဂိုလ်ကြီးဘုရားပွင့်လည်းမကူရပါဘူး။တရားတွေဘယ်လိုပဲစီကြီးတည်နေရတယ်လို့သူကြားရတယ်။ဒါကြောင့်ဆိုတော့ထောင်ရအဲ့ဒါဒကာတော်မတွေကလည်းဆံရခံရလိုက်တာလမ်းဆံရသိခံရလားဟိုမိုက်လို့လူစုတွေသဘောကျလားဆံရတယ်များနေတယ်ဒီကံလေးတွေကတော့မှတ်လိုက်တယ်ဆိုတော့ကြောက်ကြံတယ်အဲ့တော့ဒကာတော်မတွေရုပ်စာဒီကားလို့ဆိုလို့ရှိရင်ဖြင့်တော့လူဘဝရတာလားထောင်ကြတာလားမေးကြတယ်မှာဝိရကထောင်ကြတာဆိုရင်လည်းစိတ်နဲ့တော့ဆိုးအိတ်တဲ့ဟိဒီကစင်းကြားပြီးဟုတ်ပါလားဒီကလမ်းမထားတဲ့ဟိမှန်လားဗျာသူကြီးပဲဟုတ်ကွာအသားနဲ့လည်းဒီထောင်ကြတာသူကငါကလာတာရှိနိုင်ရှိထောင်ကြတဲ့ဆိုတဲ့အိဗယ်မရဘူးလားအဲ့ဒါလည်းဒါမှမဟုတ်ကြတယ်လားမကြည့်ချင်တော့ဘူးဒါကလည်းကြွားကြတယ်လားမကြွားကြပါနဲ့တော့ထောင်ရက်ကများတယ်နော်ဒီတိုင်းတွေကတောင်တော့လောက်နှုတ်လိုက်သေးတယ်ဘယ်လိုများတယ်ဆိုတော့ဆက်တယ်မယ်ဆိုတော့ပါဘူးရုပ်မကြဘူးဘယ်လိုလဲနည်းနည်းလေးလဲလဲမှသမားရဲ့ဆက်တယ်လို့ရှင်းပြန်အရင်ကလည်းထောက်ထောင်ကြီးသဘောမကျသေးတဲ့နဲ့ဆက်တယ်ပြန်တာပဲရှင်းပြီလားဒါကြောင့်သင်္ကမိတ်တာဘာမှဝါရမ်းလို့ပြောရဟောလိုက်တယ်အဲ့ဒါလည်းရှင်းတ်တာရှင်းတ်ဟုတ်ဆိုဟုတ်လားအဲ့ဒါသောကံကရမကြီးကဒုရဓမ္မတွေနဲ့အပေါ်ကလည်းတက်လာခဲ့ရတယ်လူပြေရောက်ပြန်တယ်ထောင်ရနေဦးမယ်ဆိုလို့ရှိရင်ဆိုးရဲ့ဆိုပြီးဒီကရဒီမှာမေရန်ဒင်းဒီသံဃိကစိတ်တံဗတိကစိတ်တံဒီပဇာနာတိဒီမှာမိတ်ဖြစ်တဲ့ဒီမှာမိတ်စိတ်ကိုဖြစ်ပြီးဆိုတာလေးနောက်ကညံညံလိုက်တဲ့ညံညံလိုက်တဲ့ကားနောက်တဲ့စိတ်ကလေးဖြစ်လာတော့နောက်တဲ့စိတ်တစ်ခါတော့ထုံးမလဲတဲ့ဗာနဲ့ဒီငိုက်တဲ့စိတ်ကလေးဒီကားလို့ဆင်ဖြင့်မိစ္ဆာလေးပဲဖြစ်ပြီးပြတဲ့မိစ္ဆာလေးပဲပြန်ရှုဘာကြပြန်ရှုလိုက်တော့ညံမလာဘူးညံလာတော့ညံကအိတ်တဲ့စိတ်ကိုသေးရဲ့နိုးတဲ့စိတ်ဖြစ်တယ်အဲ့စိတ်မလားနားလည်ပါပါမင်းရုပ်တဲ့ဘက်ကနားလည်ကြတယ်ပါကွာနော်ဒါကြောင့်
ဒီနာမိတ်ကဆိုရင်ငိုက်တဲ့မြည်တဲ့စိတ်လာတိုင်းလာတယ်ဒါတွေကငိုက်သွားတယ်မနိုင်လို့ငိုက်သွားတယ်ဆိုတော့ဒါလူရတွေသာဆိုတော့စောင်းများပြောနေလို့အဖို့မင်းရှိဘူးလားဘာတူကိုရင်းဘူးလားလူရတွေကမသိတတ်တယ်ရှင်းပါမယ်ဆက်ရှိဘူးကမလုံးတော်ဘူးငါတို့ဆက်ကြတာအဲ့ဒါဒီမှာလိုက်တဲ့ဒီကားလို့ဆိုလို့ရှိရင်ခဏဒါနဲ့အစာရင်းများပြန်လာပြီဆာရမယ်ဆာလို့သမီးစားတဲ့အိတ်ရှင်ဟုတ်လားဝါကတော့ဝါတဲ့အိတ်ရှင်ဒါပါတော့နဲ့သိမမိတာအဲ့ဒါလာတိုင်းလာတိုင်းကျွန်တော်တို့ပြုလို့သာလိုက်ရမယ်ဆိုရင်သိမမိတာလည်းပြီးတော့ဆောင်းလိုက်ကြတယ်ဆောင်းကြတော့တန်ត្រာကြီးလည်းငါတို့ကမသိဘဲနဲ့နေရတဲ့အဲမှာတကအဲ့ဒီကလည်းမသိရလို့ကြီးနေနေလိုက်ပြန်တော့မသိတာတိုးတက်ဝတ်ကြတယ်အဲ့ဒါမသိတာတိုးတက်လာတော့တာပဲအဲ့ဒီလိုမျက်နှာမှာစိုးတဲ့ဘုရားကသင်္ကမေရမုဒ္ဒံဘာနာတန်ခိတ္တတန်ခိတ္တဆိုတာဘာလို့လဲဆိုတော့သင်္ကမေရဖြစ်တယ်အဲ့ဒီသင်္ကမိတ်တာဖြစ်တိုင်းဒကာရမတွေကသင်္ကမေရဘယ်မှာဖြစ်ပါလဲငုံမိုးတဲ့ခါကျတော့ကျွန်တော်တို့ပြောလိမ့်ခေါင်းကနိုင်တော့ခေါင်းနဲ့ဖြစ်တယ်လို့ထင်နေမဟုတ်ဘူးဟုတ်ပါရုပ်နေလားခေါင်းကနိုင်တာမဟုတ်ပါဘူးတဲ့ခင်ဗျားတို့အတွင်းကဒီမှာမိထုံးများတယ်လို့စိတ်ကထွန်းတာပါဒီနေရာကမီးလင်းနေတာမဟုတ်ပါဘူးစိတ်ကနေလင်းလာလို့ဒီကူးဆက်လာတာပါဒီနည်းကအာရိယထုပေါ်မှာပဲလို့မှတ်ဒီနည်းကဘယ်မှာပေါ်တော့အာရိယထုမှာပေါ်တော့အဲ့ဒီအာရိယထုပေါ်မှာဒီမှာနေရာလေးပေါ်ပြီးတော့နောက်တဲ့ဆိုလို့ရှိရင်နောက်ဆုံးတဲ့စိတ်လေးပေါ်လာတယ်ဆိုလို့ရှိရင်သူ့ပေါ်မှာသူလေးကဖြစ်ပြပဲလို့နောက်ကညာနဲ့ညာနာလိုက်အဲဒီအတူပေါ်မှာသူဖြစ်ပြီးပြသွားတဲ့ဓမ္မလေးပဲဆိုတာသဘောကျအဲဒီဖြစ်ပြကလေးကိုကျွန်တော်တို့ရှုလိုက်လို့ရှိရင်အိတ်တဲ့စိတ်လာကလားနိုးတဲ့စိတ်လာအဲ့ဒါပြန်နှိုးတာတော့ခင်ရမိလားပြန်နှိုးတာနော်ဒီတိုင်းမှာဘုရားကတော့ထွေးရင်မှာပေါ့မှန်ပါဒီဝိလက္ခဏာကမရှိရင်တော့နဲ့ထွေးဖြစ်ပါလေ။အောင်စတဲ့မဟုတ်ဘူး။မတဲ့ခေရမဟုတ်ဘူးက။မတဲ့ခေရဒီလိုရ။တဲ့ခေရမဟုတ်ဘူး။ဒါရင်အားလုံးရင်းမိကြလား။ဒါရင်သင်္ကန်းတွေလာတော့လာတော့ပါတော့။ဒီကဘယ်နေရာမှာဖြစ်ပြီးပြတ်တာ။ညမောတော့မှာဘယ်ကနေရှိရမှာ။ဟာရယုဘောကနေရှုရတဲ့ဒီဘောမှာဖြစ်တဲ့တရားကိုနောက်ကနေသိတယ်ဆိုတာမသိကြဘူးလားအဲဒါကြောင့်ဟာရယုဘောကသင်္ကမိတ်ကဖြစ်ပြီးပြတ်သွားတယ်ဒီနောက်မှလည်းဒီဘောကနေရှုအဲဒီလာကအရင်ကသင်္ကမိတ်ကဒီဘောကနေအိတ်တာဘူးပေါ့မဟုတ်လားဒီဘောကနေငုံနေတယ်အဲ့တုန်းကတော့ဟာရယုဘောမှာသင်္ကမိတ်ကလာလို့အိတ်ဖြစ်တယ်အခုဒီဘောမှာညာနဲ့ထားလိုက်တော့အိတ်စိတ်ရနိုးစိတ်အဲ့ဒီနိုးစိတ်ကလေးကိုဘုရားအလိုရှိတဲ့နိုးစိတ်ရှင်းကြလားအဲ့ဒါကြောင့်မောဟရင်းသောအိပ်ပျော်ခြင်းမှာနိုးတော်မူသောဆိုတာဘယ်တကယ်ကရမကြီးဟောရင်ပါဠိရဲ့ပါဘူးလားမောဟရင်းသောအိပ်ပျော်ခြင်းသင်္ကမေရရင်းသောအိပ်ပျော်ခြင်းမှာငါပြီးနိုးတော်မူတယ်ဒါကြောင့်ဘုရားဖြစ်လာတယ်နိုးလို့ဘုရားဖြစ်တာအခုလည်းဒီမှာလည်းရှိရတဲ့ဉာဏ်ပေါ်မလားဉာဏ်ပေါ်တော့မနိုးဘူးလားအဲ့ဒီနိုးတဲ့ပုဂ္ဂိုလ်ကတော့ဒီမှာလဲနိုးတဲ့ပုဂ္ဂိုလ်ကတော့ဒီမှာလဲတော့မှရင်းရဒါကြောင့်ကျွန်တော်တို့ဆောရနှုတ်တာမကောင်းဘူးခင်ဗျအသက်ကြောင့်ဆောရနှုတ်တာအိတ်စိရင်းရအဲ့ဒါလူဖြစ်တာလားတဲ့ဒီဆက်ထောင်ကြတာလားထောင်ကြတယ်နှုတ်ကြအောင်ကြာထောင်နဲ့နှုတ်ကြအောင်အချက်တော်တွေပါလေလုံးကြရမှာရင်းပြီလားအငါကြတဲ့ပုဂ္ဂိုလ်များကြတော့အချက်တော်ကလေးတွေအာရုံလို့ရှိဘာလို့အလိုရှိကလေးလို့မဲလို့ရှိရင်ဖြင့်ကြစ်ချင်လက်ချင်အဲ့မှာမင်းထောင်ကြတဲ့ပုဂ္ဂိုလ်ဘာလို့ရှိတယ်ကွာဆက်ချမ်းလို့မရှိဘူးလားရှင်းတယ်တော့မမရှင်းပြီးထောင်မှုတော့ပြတ်မယ်ဆိုရင်ကောင်းကျင်တယ်ဘာကြောင့်မင်းကထောင်ကြတဲ့ပုဂ္ဂိုလ်ကဒီမှာလည်းကြစ်ချင်လက်ချင်လို့ဒုက္ခပင်ရရနေတဲ့မှာကြစ်ချင်လက်ချင်ထောင်ကြတဲ့ကနှုတ်ကြအောင်ကွာနှုတ်ချက်ကနှုတ်ချက်ပါဦးဘောင်းကဘယ်တော့နှုတ်အောင်အဲ့ဒီနှုတ်တော့ခင်ဗျားတို့ဒီမမလို့ရှိရင်ဒီမှာဆုံးလာထောင်သားလုံးမှာမလိမ့်မှာဖြစ်သဘောကျထောင်သားကဆိုတော့ချဲ့ရည်
ဒါကြီးတွေကဒီလိုရှိတာပေါ့ဘာလို့လဲလုံးများဒီမှာတော့ရမတွေနိုင်တဲ့နေမှာဆိုတော့ကျုပ်ဆောင်တဲ့ချာလည်းတောင်းတဲ့ရှိကြတယ်အမလေးကြောက်ရပါလားဘာလို့လဲဘယ်နဲ့တော့ကြလားတောင်းတဲ့ရှိကြတယ်လားမရှိဘူးပါဘူးရှိနေလားမရှိဘူးတော့အဲ့ဒါကြောင့်ရမတွေမရှိရင်လည်းရှင်းပြန်ဒီတိုင်းကလောက်ကြစမ်းပါအဲ့ဒါဒီနောက်မဲ့လာတယ်ဆိုလို့ရှင်းပြန်ဒီနည်းနဲ့တရားဟာရမတွေခင်ဗျားဒီကနေ့လာတိုင်းဖြစ်ဖြစ်ရှိလိုက်လို့ရှင်ခင်ဗျားတို့ဝိပဿနာသက်ရှင်းသွားပြီလားဝိပဿနာသက်ရှင်းအောင်ပြီးနေတဲ့တရားဝိပဿနာသက်မုတ်သွားမှာဆိုလို့ဝိပဿနာသက်တွေချုပ်သွားမှာဆိုလို့ခင်ဗျားရှင်းအောင်လို့ဉာဏ်နဲ့ပေါ်လာတယ်ဆိုတော့ဉာဏ်ဆိုတော့နိုးတာအဲ့ဒါကပြောရတယ်ငါဒီဘုရားကမောဟပြီးတော့အိပ်ပြခြင်းမှာနိုးတော်မူတဲ့ကြောင့်ဘုရားဖြစ်သူရောက်လာတယ်ဒီမှာရဟန်းတွေနိုးတဲ့ကြလားနိုးတာဘယ်လိုကြလဲဒီနေ့ကလာတိုင်းပါလို့ပါအဲဒီတော့ဖြစ်ဖြစ်ရှိကြဒီနေ့မရချုပ်သွားတယ်ဟုတ်လားရှိတဲ့ဉာဏ်ကပေါ်လာတယ်ဘောလာတော့ဉာဏ်နဲ့နေတယ်ဆိုတော့ဘုရားအိတ်တာကနိုးတာအဲဒါကဒီနိုးလာလို့ရှိရင်ခင်ဗျားတို့သတ္တဝံဆိုတော့လေဒီလိုနိုးလာတဲ့ပုဂ္ဂိုလ်သတ္တဝံခေါ်တာပဲဘောလာကနာဝံယန္တာဘုရားဆိုတာအဲ့ဒါဒီလိုနိုးလာတဲ့ပုဂ္ဂိုလ်မှာဝိကျွတ်တယ်ဆိုတာကိုသဘောကျအဲ့ဒါကအာရုံတွေနာလာကြတယ်ဒကာဓမ္မတွေဝိကျွတ်ဖို့ရေးကပြန်သိနာမိတာရှိမှာဘောပုကျွတ်သိနာမိတာဖြစ်ပြဖို့ရှိနေတာသင်္ကာဆိုရဝိကျွတ်တယ်နေရာကြကြရတာကလည်းတော့ရှိရတော့ဝိကျွတ်ပြန်ပြန်လို့အောင်နော်ဒီနမေကလာတိုင်းရှိလိုက်တဲ့ဖြင့်ပဲဒီနမေကအားပေးမဲ့သင်ထောင်ကြဆိုတာကြီးကပါသေးရဲ့ထောင်ကြဆိုတာမပါဘူးထောင်ကြဆိုတာမပါတဲ့ကျတဲ့ဒီကားလို့ဆိုလို့ရှိရင်ထောင်မလွတ်တဲ့အဓိပ္ပာယ်တွေမသေးကြဘူးလားဒါကြောင့်ဓမ္မတွေယုံညတရားဒီနမေကလာတိုင်းအရေးကြီးတဲ့တရားဆိုတာပေါ်ရကြအားလုံးရမှာလေခင်ဗျားတို့လူ့ဘဝရတာအိတ်တရားလေးထက်ပြနေလို့လူ့ဘဝနဲ့ထက်တယ်လို့တော့ဘူးပဲဟုတ်လားအိတ်တရားလေးလူ့ဘဝနဲ့ထက်ပြနေဘယ်နဲ့ဆက်ကြမလဲဘူးပါပဲဘူးပါလေတောင်းတော်ရင်ရမှာလေလူ့ဘဝရတာကငကူကသုံးဆောင်တဲ့အိတ်တရားတောင်းတော့ရတယ်ဆိုမှအရှင်မထည့်ကြတယ်မနာရာဝင်နဲ့ထည့်တယ်ဆိုရင်ဘာနဲ့ကြံရရှိသေးလဲအဲ့ဒါနဲ့သင်္တိန်ကြီးကလည်းမနေလိုက်ကြပါနဲ့ဆိုတာပြောရကူရပြောလိုက်တယ်အဲ့ဒါကလည်းဒီမှာလာရင်ဘာလို့ရမလဲဒီမှာလာရင်ဖြစ်ဖြစ်ရှိပါမယ်အဲ့ဒီဖြစ်ဖြစ်ရှိတဲ့အခါကျတော့ချင်းအိတ်ဖြစ်သေးရလားနိုးလာလားဒါကြောင့်သင်္ခါဒိဋ္ဌဘာနာဝါရသင်္ခါမေကံသင်္ခါမေရရှိတဲ့ပုဂ္ဂိုလ်ဒီဘာနာဝါရအဖို့အမှန်ရှိတဲ့ထောင်ကျမှုအဖို့အမှန်ရှိတဲ့ထောင်ကျမှုနဲ့ဒူဘယ်ကံဘုရမေကြီးကအစောရတ်ကိုခေါ်တယ်။ရင်းရတိုင်းမှာတော့တောင်းကြတဲ့အဲ့ဘာလို့ရအဲ့ဒီသင်္ခါမေရရှိဘာလို့ရသူကဘယ်ချိန်လာတော့ဘယ်မျိုးတော့မှာတရားဓမ္မတွေအိပ်ပျော်သွားတော့မလာဘူးအိပ်ပျော်ကိုအားပြီးတဲ့တရားရုံးနေလားဒါရဲ့အိပ်ပျော်ကိုအားပြီးတဲ့တရားဆိုတော့အားပြီးတဲ့တရားနိုင်သွားတဲ့ကိုကကျွတ်တော့နိုးတဲ့စိတ်ကလေးကြားခုလိုက်ကြတဲ့ကိုကသူအိပ်ပျော်ရရလားမိုက်သိဖို့တန်အကယ်၍ကဘုန်းကြီးတွေဓမ္မတွေသူ့လိုလိုက်ပြီးရှင်းအောင်မြေနောက်ကလိုက်ရတော့မယ်ဆိုလို့ရှိရင်ဖြင့်ဒါကစိတ်တက်တော့ဒီအဆုံးကြီးဆုံးတာလူဘဝမေယသူရသူပြီးဒီကလာပြက်လာတာကြီးကိုသင်္ကန်းမိတ်ကရင်းသွန်းလိုက်တာနဲ့အိပ်တယ်ပဲအကုန်ကူးသွားပြီးကလည်းလူဘဝတော့ကြော်ရော့မရဘူးလားအဲ့ဒါလူဘဝတဲ့တန်းကြီးကိုခင်ဗျားတို့ကနာဂနဲ့မနှုတ်နဲ့သာဂနဲ့နှုတ်လိုက်တာကတော့ပြီမနာလားဟုတ်ကဲ့မနာဘူးစီရင်စုကြည့်လိုက်တော့မှနာမှန်းပြီလေတဲ့မိုက်ရစင်းစင်းကြည့်လိုက်နာမပါဘူးဘယ်ကဲ
သင်သိမှတော့သင်စမကြည့်လို့ရှိရင်ဒီလိုအောက်မြင်နေကြတယ်ဒါကဆိုတော့သင်စစ်တပ်စစ်တပ်တော့ဘောကလည်းပုံနေအားရမ်းကရှုံးထွက်နေတာပေါ့ရှုံးထွက်နေဒီလိုဘာလဲဒီလိုဒီမှာရှုံးမှန်းပြီးတဲ့ခါကျတော့မျက်ချကြတယ်ရှုံးမှန်းပြီးတဲ့ပုဂ္ဂိုလ်မျက်မချသေးပါဘူးဒါရင်တော့ဓမ္မတွေရှုံးမှန်းလို့ပြီးခဲ့တကယ်ကလေးကငယ်လူငယ်တော့တကယ်တော့ဘာလဲနေတယ်ဆိုတော့အိတ်နေတာများတာအဲ့ဒါလည်းမင်းတို့ခဏခဏနဲ့ပြောကြတယ်အဲ့ဒါကလုံးဝကိုအိတ်ကလေးစားဒီဘယ်လိုအိတ်လဲအဲ့ဒါကတော့ငိုတာငိုပါလို့ကြပြောရင်မလို့ကအိတ်ပြန်အဲ့ဒီအိတ်တွေနဲ့ဖြေလို့မယ်ဆိုတော့ခဏခဏနဲ့ကြမ်းနဲ့နှုတ်လိုက်လို့ရှိရင်မဆန်းဘာနဲ့ကြမ်းသေးတယ်ကျမ်းကိုမကြမ်းတော့ဘူးတော့ကြမ်းနေရလားအဲ့ဒီကကြမ်းနေတယ်ကအိမ်လို့ဆိုရင်ပြဒီတော့ပါဘူးဗျာဒီချုပ်ချုပ်လာဒီချုပ်ကိုရတယ်ဒီချုပ်ကိုရတယ်နော်ရတာအာတဲ့လူကြီးရတော့တော်ရည်လေနော်အဲ့ဒါကလည်းရှိသေးလို့တော်ရည်လေတော့မကြမ်းကြနေမှာအမှန်မကြောက်ရဘူးဘယ်ကိုမခံနိုင်ဘူးရင်းလို့လားအရှင်းဆောင်နေရလားအဲ့ဒီကလေးကငယ်လေးမှနေပညာသင်ပြပြရလေးတော့ဖြစ်လာခဲ့ဒီဘက်လည်းလှည့်ခဲ့ရသေးတာမဟုတ်ဘူးဟုတ်ကဲ့အဲ့ဒါကလုံးလုံးကံနဲ့ဆက်ဆက်မပြုတ်ခဲ့ပြီအဲ့ဒီပြုတ်ခဲ့ရမှာတကယ်နည်းနည်းပြည့်ညံရှိတဲ့တဲကတကယ်နှုတ်မယ်ဆိုတော့ကြံရပါပြီဒါလည်းမျိုးနောက်ကောင်းအောင်ဆိုရင်ဘယ်နဲ့အဲ့ဒီလိုပြောမှာဆိုရင်တော့ဟောရတယ်မတူတဲ့ကျင့်တတ်လားကျင့်တတ်တာအဲ့လိုကျင့်တတ်လားဘယ်နဲ့ကျူပါပါဘယ်ကမှကျူပါရမှာဘာလို့ဒီလိုမျိုးဘောလုံးကလည်းဖြစ်ဖြစ်ရှိကြပါဒီမှာမြတ်တော့ကနေပြီးကြလာမောင်ဆုံးနဲ့ဖူးလောက်သွားတယ်မှာအောက်ကြသွားတယ်ကြောက်သွားတယ်ဒီလိုပြန်လက်အေးလိုက်တော့မယ်ဆိုလို့ရှိရင်ပြန်နေအကြောက်ပါမလားအဲ့ဒါဒီကားလို့ဆိုရင်သက်သက်ရွဲ့တာပဲသူရွဲ့တာလည်းဦးလို့မေးတဲ့အခါကျတော့ကိုယ်ခန္ဓာကိုကိုရွဲ့ဘယ်လိုရွဲ့တာကိုယ်ခန္ဓာကိုရွဲ့တာပဲဘာလို့လဲကိုယ်ခန္ဓာကိုရွဲ့တယ်လို့ပြောရတယ်ဦးလို့မေးတဲ့အခါကိုယ်ခန္ဓာကိုသိကြအောင်အိတ်တယ်လို့ထင်တယ်ကိုယ်ခန္ဓာကိုအပေကောင်းလို့မတနာတဲ့အိတ်ကိုယ်ခန္ဓာကိုရွဲ့တာရင်းနေလားမနာရဲကြလားမနာရဲမင်းဖြစ်တယ်လို့ပြောရင်တော့မင်းတော်တော်လိုက်ဆန်းဆိုပြီးထိုးအိတ်တယ်ရင်းနေလားအဲဒါကတော့ဒီအပြစ်ကပြည့်စုံမှာရောရမတွေမှာတို့ပြန်အပြစ်တဲ့အိတ်ကြီးကြီးကသူ့အသက်တမ်းမှာနှုတ်ဆုံးပဲဘာသာကြောက်ရအောင်အဲ့ဒါကြောက်ရအောင်မပါဘူးဟုတ်လားအဲ့ဒါကြောက်ရအောင်ခုမှသူကြည့်ချင်းမှသိရတာမလဲတော့ပြီကိုမသိဘူးအဲ့ဒါကြာအဲ့ဒါဘာလို့ရှိလို့သုံးနေလဲခင်ဗျားတို့ကမရံဘူးလို့ဟုတ်ကဲ့အခုတော့တန်းကြီးလုံးလုံးနှစ်ပုံလုံးနှုတ်ပလိုက်တယ်ငယ်တော့မှမိုက်တယ်တွေနဲ့ကြီးတဲ့အိတ်တာတွေကတော့ထဲအောင်နှုတ်လိုက်တာနဲ့ဆိုတော့လက်ပန်းအသက်တန်းကိုသုံးလုံးပုံလို့ရှိရင်နှစ်ပုံမရောပါမရောဘူးလားအဲ့ဒါလူမျိုးတဲ့ရင်ကတပုံးကြရင်ဘုံနဲ့ရတယ်ကစီးပွားရေးလိုက်နေတာနှုတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလည်းအိတ်တာမျိုးပဲညံပါလားအဲ့ဒါလည်းမဝနဲ့အိတ်ပြောနေတာဒီထဲကနှုတ်လိုက်မယ်ဆိုတော့တော့ကျစာရေးဖြစ်တော့ရှင်းပြီလားဒါဆိုတော့ဘာဖြစ်နေလဲစာရေးဖြစ်တော့မှာတော်ပြီးတော့စာရေးဖြစ်လို့အဲ့လိုဆိုရတဲ့ခရမနဲ့ကျင့်ရပါလိမ့်ဘုန်းကြီးတွေရမတွေဒီမှာမျိုးကပေါ်ရင်ဖြစ်ပြက်ကိုရှုပါဆိုတာတော့ကြဒီလိုမှကြပါဒီမှာမျိုးကမြို့တော်မှာတော့တာဥဒ္ဒစပုဂ္ဂုစအမလေးဥဒ္ဒစရလည်းပြန်နေတယ်ပုဂ္ဂုစကလည်းလုံးဝလုတ်ခဲ့လေတာမလုတ်ဖဲနေခဲ့လားဒီပကောင်းမှုတွေများဓမ္မတွေကတခါတည်းကြတော့ဖြစ်နေကြတာခင်ဗျားတို့ကမရှိဘူးကလူကြလို့ရှိရင်ဒီအခုရှုံးနေတဲ့တာမမဟုတ်ကွာဟုတ်ပါဒီလိုလာသေးတယ်ဟုတ်ပါရှိကလူကြလို့ရှိရင်ဒါဘူးလို့မပြောဘူးတဲ့ဘူးလို့ငါတဲ့ဘူးလို့စိတ်မိတ်နေတယ်တာမမဟုတ်ဘူးရဲ့သူ့ကိုရတာလားသာဒီဥစ္စာရပါကြကိုယ်ဥစ္စာဖြစ်တာလို့ငါဒီကြီးတွေတော့ရှိရတာကနောက်တော့ဒီစိတ်ပဲကြုံသွားတာနဲ့ဒါတွေအကုန်ကုန်သွားတယ်အဲ့ဒါတွေသူမိယူနေဆိုရင်လည်းအဖတ်တော်မှာ
ဟုတ်ပါအမသာလို့ခေါ်အောင်အခုကကုသတဲ့ရင်းနေလားအဲဒီကုသကလည်းဘာလဲအောင်အဲ့ဒါကဓမ္မတွေမှာစီးပွားရေးကသမယရေးဆိုမှဘုရားမှာကုသကလာတယ်စီတော့ကတော့ထဲလိုက်ရင်ဒါထက်မသိဘူးအခုထဲရတယ်မယ်ဆိုတော့မလွယ်ဘူးဟုတ်ပါလွယ်ကုန်ပြီအမကလွယ်ကုန်ပြီလေအဲ့ဒါကကုသရတာကတော့ကုသဖြစ်တယ်ဘယ်လိုလဲတွေ့ရအဲ့ဒါလည်းနေဒါကကုသကကြောက်ကြမှာကောင်းတာအဲ့ဒါကကုသပြီးသူရဲ့တို့ကိုပြီးတော့ကုသဒါမပြုတ်လိုက်နေတဲ့ကုသိုလ်တွေကြောင့်ကိုလေဓမ္မဓမ္မမလူခဲ့မိဘူးမတန်းခဲ့မိဘူးအရဟံပုံသွားတာဗျာနိုင်တယ်ဆိုတော့သဘောတပုဂ္ဂိုလ်များကတော့ခင်ဗျားတို့ပရိယာကတော့တော်ရှာရတယ်မတော်ဘူးဥစ္စာပေကားနေတာမပြုတ်ရမိလို့ဝန်းနေနေတာပုဂ္ဂိုလ်စားလို့ခေါ်တယ်ဒါပေမဲ့မပြေတာဘယ်လိုလဲမပြေတဲ့ဥစ္စာတွေအခုအေးကကူကြည့်လိုက်ရှင်းမလားအဲ့ဒါကတော့ကုမပြေလို့ရလို့ဝန်းနေတာမျိုးတော့တခါတခါတော့မှာဘူးဆရာဘုန်းကြီးနဲ့ဆရာတော်မောင်နဲ့တွေကတရားဥပဒေနဲ့တွေကနားလည်းနားရချင်းမချင်းရဒီကငယ်တော့အေးပြောရင်းငယ်တွေဖြစ်လာတယ်လူဘုံလည်းမနေကြတော့လူစုတွေကပြီးကြတာရောပါတဲ့ဆိုတဲ့ဘေးကတည်ခဲ့တာလေအဲ့ဒါတွေကသူတရားမှလာတန်းခဲ့နေမှလားအမလားကြီးနဲ့ဒါကဖြစ်တော့ဒါကလည်းရေးကမှလာရဘုန်းကြီးကအဲ့ဒါလည်းကိုယ်ဥစားပဲဒါကတိုက်တယ်မတွေ့နဲ့နော်မတွေ့ဒီကနေ့ရမှာတော့အားလုံးမတွေ့နဲ့နော်တွေ့မှာအဲ့ဒါအကျိုးအများတော့လည်းလောကချက်ပြီးတွေ့ရင်တွေ့မှာဘူးရရင်းမလားတွေ့နေကြမယ်ဆိုရင်လည်းအဲ့ဒါလေးကကုကုစပဲဆိုပြီးဟာရယုပေါ်မှာသူကကုကုစတရားလေးပဲဆိုပြီးဖြစ်တဲ့ရှုအများတော့လူမှတ်တဲ့ကုကုစနေတာတော်လွဲနေလူမှတ်တဲ့ကုကုလူတွေမှတ်တဲ့ကုကုစရတယ်ဘယ်လိုလဲဆိုချင်မပေးရမလှူရမတန်းရဟုတ်လားတဲ့ကုကုစအကြည့်ရဟုတ်ပါမဟုတ်ဘူးရတဲ့ကုကုစမဟုတ်ဘူးဘယ်လိုကြလဲဒီလိုမပေးရမတမ်းနဲ့သူတို့ကရပြီသိနေတာပဲပြင်းကိုမထုတ်တော့ဘူးသူတို့လည်းပဲမနေရတော့ဘူးဘယ်ဆုံးလို့ဘယ်လူလို့ဘယ်ကြတယ်ဘယ်ရှူကြတယ်ကြောက်လို့ဗျာဘယ်ကုသအကြည့်အဲ့ဒါကုသမဟုတ်ပါဘူးအဲ့ဒါမဆွေရတာဘယ်ပါရောကြလားဘယ်လိုလဲကုသဆိုတာကဒါမှမဟုတ်ပါဘူးဒါကသူပြုလို့မပြုရသေးတဲ့ကုသိုလ်တွေကိုမပြုလို့ရတယ်အခုလည်းပြောပြီးလို့ပြီးတော့ပြုပြီးတဲ့အာဟုတွေကိုလည်းမှာတော့မကုံမဲ့ပြီးဆိုပြီးအန်တောင်းပြောနေတာအဲ့ဒါဘာမှမတွေးနဲ့မဲ့အန္တရာယ်တွေဖြစ်တယ်ခုဖြစ်တဲ့အကယ်မတက်ပါလဲတစ်ခါတလေမှတော့လာရင်လည်းပုဂ္ဂိုလ်စာပဲဟာဆိုပြီးဖြစ်တဲ့ရှိချလာတာရင်းနေပါဒါကသင်ရှိပါလားရှိပါပါဘူးဒါလို့ရှိမှဒါဒီလိုပြောကြလာလို့ရှိရင်ဒါပုဂ္ဂိုလ်စာပဲဆိုပြီးဖြစ်တဲ့ရှိပါတော့အဲဒီလိုရှိဒီလိုဘာလို့လဲနေနေလားဟုတ်လားဒါတော့လည်းဘာမှမဟုတ်ပုဂ္ဂိုလ်စာဘာလာနေဘာလို့လဲဖြစ်တဲ့ရှိတယ်ဘာလို့လဲဆိုတော့ဘာလို့ဖြစ်တဲ့ရှိတိုင်းနေရလဲဖြစ်ပြမဖြစ်တဲ့ရှိတိုင်းတာကွာမဟုတ်လားသူမြဲတယ်ရလားမမြဲတယ်ရမှာမမြဲဘူးလို့ရှိခိုင်းတာပါတရားဓမ္မတွေရဲ့အကျိုးအများတို့အားလုံးတရားဓမ္မတွေမရှိမိတော့ဘူးဆိုလို့ရှိရင်ဥစ္စာပုဂ္ဂိုလ်စာနောက်ကနေဘောမနာပါလိုက်ပြီမိုက်လိုက်ငါလည်းမိုက်တာတော့ရှင်းကြုံလို့ဆိုတော့ဒေါနာပဲလိုက်မဟုတ်ဘူးလားအဲ့ဒါဆိုရင်လည်းဘုရားခင်ကိုရမေကြီးကဝိကိကဆိုတဲ့ဥစ္စာပုဂ္ဂိုလ်စာလာတိုင်းကျန်တဲ့စိတ်လာတိုင်းနောက်ဟာတွေပြန်တွေးတိုင်းဒါတွေမြန်ဥပဒနာရှိလိုက်စမ်းပါဟုတ်ကြနမလေးရှင်ကမင်းတို့ကတော့ဒေါနာပဲမလုပ်ဘူးအဲ့ဒါကြောင့်ဘုရားခင်ကိုရမေကြီးပြိဿရမှုကဖြတ်တာပဲရှင်းတတ်ကြကျိုးစားကြစမ်းပါဒါကညာရဆိုတဲ့ဒါမှညာရတယ်ဘာလို့လဲညာရှင်းနေတယ်ညလာတာများဥဒ္ဒရာကုသရောအဲ့ဒါညာရတယ်လည်းဘာလို့လဲတကယ်ပဲညလာတယ်ပြောတယ်ဘယ်လိုဆိုတော့မအားရမလားဘူးရင်းနေလားဘာလို့လဲမလာတော့ပြောရတယ်ဟုတ်တယ်လေရတယ်လား
ဒါကရှင်းတတ်ပလားနောက်ကြတော့ညာရဲတွေကိုဘာလို့ကြားမှာတော့ဒီလိုယူအဲ့ဒါစိတ်ကြီးရှိတဲ့လူမှန်လင်းညာရဲပဲလို့ပဲဒါဖြင့်အဲ့ချိန်လေးကောင်းမှန်မှခင်ဗျားတို့ဖြစ်ဖြစ်ရှုပြီးကြလားညာနဲ့ကနေလိုက်မယ်ဆိုရှင်ဒါခင်ဗျားတို့အိမ်ရမတဲ့နဲ့သက်တော်ကလည်းပြင်းနေပါပြီဆိုတော့ဒီနေမှာကိုလည်းခင်ဗျားတို့ဥပ္ပစ္စတွေနဲ့ပုပ္ပစ္စတွေနဲ့သိနာမိတ်တာတွေကိုဝိပဿနာမရှိတော့ဘူးဆိုတော့ထောင်ကြကမာရမကွာကျိုးမဆက်တော့ပါဘူးဆိုတဲ့အိဗယ်ရဲ့ဟုတ်ဘူးလားဘယ်လိုလဲဆိုလို့ရှိရင်လည်းနိုးရကျိုးဆက်တယ်ဆိုတဲ့အိဗယ်မရဘူးအဲဒီအမှုကနောက်လိုက်သွားမယ်ဥပ္ပဇ္ဇကုဏနောက်လိုက်သွားမယ်ဆိုရင်ဖြင့်ဘုန်းကြီးတွေဓမ္မတွေထောင်ကြရတဲ့ရောက်တော့အဲဒါသံဃာထောင်ကြီးကဓမ္မတွေဒီထောင်ကြီးကဘာလို့လဲအောင်ဆိုလို့ရှိရင်ဖြင့်တဲ့ဟုတ်လားဒီမှာဒါရသမီးရှိပါရဲ့သာဟုဆူမျိုးဟုတ်လားမျိုးရကြတဲ့နေရာဌာနကြီးပါပဲဆိုတော့သဘောကျဘယ်လောက်ဆူအမှန်ဆိုတယ်ဆိုတော့ကျင်းနေကြတယ်ဒါကြောင့်သံဃာတော်မှာပြန်ထွက်ပြန်ကြလို့ရှိရင်ပြန်ရှင်းရမယ်လေရှိဥပ္ပစ္စပုဂ္ဂုစဆိုတော့ဆိုတာကျင်းရမယ်ကခဏကကျင်းရမယ်ရှိတဲ့ပုဂ္ဂိုလ်ထောင်ကြတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဆိုတော့ကျင်းနေပြီနော်ဥပ္ပစ္စပုဂ္ဂုစလာနေတဲ့ပုဂ္ဂိုလ်ကြတော့ဘိုးတဲ့ကျွန်းဖြစ်နေအဲ့ဒီပုဂ္ဂိုလ်ဆိုတာကျွန်းတဲ့လူတွေတော့ဘုရားဟောကျွန်းမရလို့ဆိုလို့ရှိရင်ဖြင့်တဲ့ဒီဟာလောက်တာလောက်ပြီးကြရနေတော့ဥပ္ပစ္စပြန်လာဟိုတွေ့လိုက်ဒီတွေ့လိုက်ဆိုတော့ခဏကသရကောင်းဘက်ကညာယုံတွေဖြစ်ဖြစ်တွေမြင်နေနေရတာမြင်နေတာဒီဥပ္ပစ္စကိုယ်ဆိုင်ရှိတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ကျွန်းပါပဲတဲ့ဓမ္မကျွန်းပါပဲတဲ့ကျွန်းဖြစ်တဲ့သက်သက်နဲ့တရားဟာဥပ္ပစ္စကိုယ်စားရင်းမြတ်ခင်းနေရတဲ့ထောင်ချဥပ္ပစ္စကိုယ်စားကကျွန်းဖြစ်ဆိုပြန်လိုက်တယ်တဲ့ဘယ်ကောင်းလဲဒါကကောင်းတဲ့အတွက်ဒါတွေဓမ္မတွေကဘာလို့လဲအဲ့ဒါကြောင့်ဘုရားရှိခိုးမှုကဒီဝိသတိဆိုတာကဥပ္ပစ္စခင်းနေရတဲ့ရှုဥပ္ပစ္စကိုယ်စားအခုရှုရမယ်တဲ့အဲ့လိုရှိရရင်စိတ်စိတ်မှုပါပြီးဝိရတိဖြစ်ပါတယ်ကွာအာသာကြီးရဲ့တတိထားအဝိရိယဆိုင်ဒီကတော့ပြင်လာပါလို့ရကြတယ်တတိမှာတယ်တတိမလို့ရှိနေဒါကြောင့်တတိထားဝိရိယဆိုင်ပညာနဲ့ရှုသူတို့ကိုလည်းရှုလို့ရှိရင်ပြန်မင်းတို့ဒီအဘိဓါတို့ဒေါမနကတော့ချုပ်သွားလိမ့်မယ်ဟုတ်ကြတတိထားဝိရိယဆိုင်ပညာနဲ့ရှုလိုက်လို့ရှိရင်ဒီနာမေတ္တာတို့ကိုဥပ္ပစ္စကုဝိသတို့ကိုရှုလိုက်ရင်ဘုရားတော်နာကတော့တရားဆိုင်အကုန်ချုပ်ပါတယ်။ဘောကြအဲ့ဒါကဓမ္မတော့ဘုရားမေတ္တာနဲ့သေနာမေတ္တာတို့ကသေနာမေတ္တာရဲ့အကျက်ကိုမြင်လို့ရှိရင်ဒုက္ခသစ္စာ။အဲ့ဒါကဒုက္ခအကျက်ကိုမြင်တော့ဒုက္ခသစ္စာရှိတဲ့မှန်လား။ဒုက္ခသစ္စာဖြစ်ရင်တော့ဘယ်မှာအဘိဓါတော်ကတော့သေထားရပါတယ်။ဘုရားဆိုတာဘုရားတော်ကပြောတယ်ဆိုတော့တမယဆက်ဆက်ရှိသေးတယ်မရှိရင်နေရတဲ့သစ္စာတွေနေရတဲ့အဲဒီကတော့ဆိုမလျှော့ကြနဲ့တော့လောက်ရတယ်မလောက်ရတယ်မဲ့ဘယ်နဲ့တရားနဲ့တွေ့နေတဲ့အခါကျရင်လက်ကြီးမလဲစီနေလို့ဒါလည်းမဆိုလိုက်ဘူးဆိုလိုက်ပါတယ်ဆိုလိုက်ပါတယ်အဲဒါကဒီလိုရှုကောင်းတဲ့ဓမ္မတွေမှာများစွာမှာဘုဒ္ဓံတယ်ဆိုတော့ဒါလည်းယနေ့ညမရှင်းသေးဘူးလားကဲဘုရားဒီကပြန်ပြီးဓမ္မတွေတရားဟောသိတဲ့အခါကြားလို့ရှင်းတယ်ခင်ဗျားတို့ငခုကလက်တင်လို့ရှင်းတယ်ညာရောဟူသည်အလားမခံမှုကြီးပြတ်တာနော်ပြတ်တာအာသာတိဝိရခေကဘယ်လိုလဲကအမလာရဘူးအကျိုးလာရတဲ့ရှိလို့ရှိဘယ်လိုလဲပြင်းနေတာမလားရှိဘူးဟာဟုတ်လားဒီကြရဲဘုရားဆရာကြီးပြောတဲ့ဝေငါတွေအရလုံးရှိနေတာပဲအဲ့ဒါပေါ်ရဘူးသာရှိနေမယ်လို့ဆိုလို့ရှိရင်ဖြင့်ဒီကမှလည်းညာရဲတွေလာနိုင်နေရတယ်ညာရဲဆိုတော့မှဆန်းလိုက်ပါပါလိုက်ပါရှင်းမမိလားဒီတော့ဘာဆက်လိုက်ပါရင်းနေကြအဲ့မှာညာရဲဆိုတော့ပါပါလိုက်ဒီနာမိတ်တာဆိုတာငေါကြီးတာကဥပ္ပဒေကိုဝိသဆိုတာဟိုခုဒီခုနေတယ်ပြန်ဉာဏ်ပြီးကြတာနေတာနောက်ပါလို့တွေ့ရှိပြီးနဲ့ဒီကားကြီးတွေနဲ့ရှေ့ကလူများတို့လာကြလာသေးတယ်ဟုတ်ကလားနောက်ကလည်းငါကလည်းမရှိတော့မြဘူးခဲ့တယ်ကအမေရိကန်ကနောက်လည်းပြီးနေပြီတော့ကွာရှေ့တော့
ရှိတယ်ဘယ်လိုပြောလဲဘယ်လိုပြောလဲမရှိရတဲ့တက်ကကြီးလာတယ်နဲ့မကလည်းမရှိနေတယ်နဲ့ချုပ်ပြီးနေပြီးနေပြီးဘာသာလာလို့ညာကုက္ကုစာကဥက္ကုစာမဟုတ်ဘူးအဲ့ဒီကပြန်နေတာကုက္ကုစာကရှင်ရလာပြီးတွေ့တာရုပ်ကြီးကမတွေ့နေတော့ကြာခဲ့အရှင်နေပြီဘယ်မှာလဲမဟုတ်ဘူးမတော်လာမလိုက်ပါလေရုပ်ကြီးကအဲ့ဒါကြောင့်ဘယ်တော့မှဟေးဒီစားတွေကအသက်ကြီးလေကုက္ကုစာကလာလေဟုတ်လားအသက်ကြီးလို့ဘုရားမလားအောင်တယ်ကုက္ကုစာကြီးလာနေတော့ခင်ဗျားတို့နမကတ်တယ်လားဒါကလည်းလာရတာကုက္ကုစာသူကမလာတော့ပါဘူးဒါပဲပါဘယ်မှတိုင်းနေရမှာတော့လူတွေနေပြောတာတရားလေးလို့တော့ခင်းနာမမေတာကတလုံးလေးထားပါတော့အတူတူပေါ်တာကိုအတူတူပေါ်တဲ့ဖြစ်ဖြစ်ရှိဥပ္ပစာနဲ့ပုဂ္ဂိုလ်စာကတော့မဟုတ်ဘူးမတူဘူးအဲ့ဒီကပြန်လာပုဂ္ဂိုလ်စာရှင်းနေတယ်တွေ့တန်တရားရင်းတဲ့ဥက္ကမောဒီလိုနဲ့နေတယ်တွေ့တယ်ဒီလိုနဲ့နေတယ်ရှိပြီးနောက်ပြေးဆိုရင်ဒါဘာခေါ်ကြမလဲလုံးကြီးကအဲ့ဒါဒီကားကိုကြည့်တော့ယခုမပိုင်နေပြီးရကားနဲ့ရှင်မပြင်ဒီကားနဲ့ရှိမှရှိမှာအဲ့ဒါလည်းတွေ့တယ်ဟုတ်လားမပြင်ဒီကားနဲ့ရှိမှရှိမှာမဟုတ်လားမရှိတော့လည်းသိကြဘူးလားပြည့်နေရတယ်နားနဲ့ဆိုရတဲ့စီတော့မပါဘူးအဲ့ဒါခေါင်းနဲ့တွေ့ရင်ရှိဘယ်နဲ့နေရလဲနောက်ကလည်းနည်းနည်းလေးခံတယ်ရှိပါမလားအမနောက်လည်းမလုပ်ဘူးရှိတယ်မလို့ဘယ်အင်းကြတာပါလဲဆက်ဆက်အင်းကြတာပါပဲဘယ်လိုလဲအဲဒီတော့မှကြာတာအဲ့ဒါဒီမိမိစိတ်ကိုမိမိရှုလိုက်တဲ့ဖြင့်တဲ့ရှိကယန္တပါမှာသိဖို့တန်တယ်ဘာစိတ်ကဟထတိဆိုတဲ့ရှိဘယ်လဲတဲ့ကဒီကလူရတဲ့လူချင်းရဲ့တကားသိရပါပဲလူရဲ့ပြည်ကလာနေတော့ဘာကြောင့်နောက်ကျတော့နားရပြပြီးကြလာတော့ငါကျမ်းမှာလည်းနားရကျွမ်းလုံပြီးသွားကြတော့ငါပြောက်လို့ဒီနေ့လုံးရှာပြီးကြလာနေရတော့သမင်းကစားတယ်ကြောင်းဝင်တာဘူးဒီမှာကြောင်းဝင်တော့ကြောင်းဆန်းဆန်းညာလေးကျွေးလိုက်တဲ့ခါကျတော့သူနေတာဟုတ်ပါဘူးနေတာလည်းဘုန်းကြီးကမေ့ကျွန်တော်ဒီဆောင်ပေါ်နေပဲရတော့ဒီလိုပဲတော့တွေကလောင်းကြတာသူကြတာပေါ့ဘယ်နဲ့နေရရတာပဲလားဘုရားကလည်းလည်းဖုန်းလုံးဆိုရရတာပေါ့ကွာမှန်ပါအမေငါအိမ်ဒီလိုပြည်စီခံစားဘူးဆိုတော့ဘယ်ဟောရတာဟာလုံးမယ်သူကပြောတာဘုရားကလည်းတော့ခင်ဗျာဘုရားစိတ်နဲ့ကတော့ပြောတာစိတ်နဲ့ကတော့ပြောတာဘာလို့ပြောကြလာလဲဒါနဲ့ဒီတော့နဲ့သင်္ကာပြီးကြလာနေတော့သင်္ကန်းလေးဝတ်ခွေရဘုန်းကြီးတိလျှောက်ဒီမှာမဟုတ်ပါမလားပြီးတော့သူကအစေခံလို့ဒီဘက်ကဒီမစားပါဘူးပြဆင်းရတယ်လုံးလို့ဗျာဘယ်တော့ဆင်းရတယ်ကြတော့ဗျာပြန်ပြီးပဲထွက်တော်မလို့ငငယ်တယ်ဆိုလို့ရှိရင်ဒီကရခက်ခက်တာကြံပါအချားရဲ့ဘာဆိုပြီးငငယ်လေးကိုရှာပြီးသူကိုယ်ကြီးကိုပေးတာရင်းတော့ပေါ်နေနေတော့အသားရည်လည်းပြည့်ဖြိုးလာရင်သားရည်လည်းကုန်ပြောက်ဒီမိုးရလည်းလို့အသားတော့လည်းကောင်းဆိုတော့အားရမလာတဲ့ဖြစ်ဒီလာကသူပြောရတယ်အဲဒီစက်တာကကောင်းပါလေခင်ဗျာဆိုပြီးကြလာသူဘုန်းကြီးတွေရှာပြီးကြလာသင်္ကန်းလေးသူကသူလက်ပြီးကြလာဘုန်းကြီးတွေထက်တော့ကောင်းမှမပြောတော့စားတော့ပြောတော့ပဲဟောမပြောလို့ပါဗျာဒီခါတော့ဖတ်ပြကြည့်ဆိုပြီးကြလာတော့ပြီးသင်္ကန်းလေးခေယူပြီးသွားပြီးအိမ်မှာထိုးထားတယ်ပဲသူကကောင်းရတယ်ဟုတ်ရဲ့အဲဒီနေပြီးကြလာငါလည်းထိုးထားပြီးကြလာနောက်ကျတော့ဒီလိုတော့ပြန်ကြောင်းပြန်တာဟုတ်ကဲ့ပါဘာကြောင့်လဲကြောင်းနေဘူးဘက်ကလူပေါ့ဗျာဒါတော့ရှင်းရဲ့နောက်တော့ခရက်ကြောင်းပြန်တယ်သင်္ကန်းရှင်တဲ့စိတ်ပေါ့ဒါနဲ့ဘုန်းကြီးတွေပြောပြန်တော့ဘလာကမကမင်းလာရမပြာဒီကတော့ပြရပြီဗျအရင်ကတော့ဟိုးလာလို့စမ်းကြည့်တယ်အခုတော့ပြရပြီဆိုတော့အေးမင်းသတိထားလို့ကွာဆိုဘုန်းကြီးရောပြောလိုက်ပြန်ခဏရောက်ရှိခဏလည်းပြေပေါက်လာတယ်ဒါဘယ်လိုလဲဘယ်ရင်မှုဆိုရရုံးတော့ပါခဏရောကျွန်တော်ဝဲကျွန်တော်ဘယ်လိုလဲဘယ်ရင်မှုဆိုရရုံးဘယ်လိုလဲအခုအဲဒီကလာနေတာ6ခါရှိတယ်6ခါဝင်6ခါတယ်6ခါ6ခါတဲ့ကဲသင်္ဃာကတော့လည်းအိမ်ကြီးထားတယ်ဒီမှာရေးရှိရအောင်ပေါ့အဲကြောက်ကိုမပို့ဘူးအဲ
ဒီကဆိုပြီးဒီကလည်းသူကြောင်းပါပဲဒါအိမ်ပါပဲဒါဒါဒီကလည်းနောက်သူ6 ခါမြောက်ကြတာသူဒါရမတွေလည်းကြည့်ရှုပြီးဒီကလည်းနေတော့သူဒီကရဖြင့်ရှင်းနေဒီကဆင်းနောက်ဆုံးပြီပဲမင်းတွေကလည်းရှင်းဒီလိုပုံမိုက်လို့ရှင်းတော့မဖြစ်တော့ဘူးဟုတ်ပါတစ်ခါမိုက်လည်းမဟုတ်ဘူးနှစ်ခါမိုက်လည်း6 ခါရှိတော့မယ်ဟုတ်ပါဒီကရမဲ့ဘုန်းကြီးတွေရန်ခံပေးတော့မှာမဟုတ်တော့ဘူးဟုတ်မင်းကြတွေ့လိမ့်မယ်ဒီကနောက်ဆုံးပြီလုံချင်းလေးလောက်ပါမယ်လို့မင်းသိစတောင်းခံနိုင်ကမခံနိုင်လို့ရှိရင်မဖြစ်ဘူးဟုတ်ပါဆိုပြီးကြလားသူသင်္ကန်းမိဝင်ယူသင်္ကန်းဝင်တော့သူသင်္ကန်းမှာအေးအဲဒီကကြတဲ့ကံမှာကအာရမတတွေပါလို့ရှုဗဇက်ကလည်းဒီတန်တွေပါလို့ကြအဲ့ဒီသူကအတုပဆင်းလာကြတာဟုတ်ပါအဲဒီအတုပလည်းဆင်းလာခဲ့အတုပလည်းဆင်းလာခဲ့ပြီးသင်္ကန်းကြီးတိတ်တိတ်ကြပြယူသူကံမှာနိုးနေလို့ရှိရင်မတော်တိုင်းတောင်းပါအဲ့ဒါသင်္ကန်းယူပြီးကြပြသွားပြီးကြလည်းဒုက္ခနာလည်းအတုပပဲအနိစ္စပဲဆိုပြီးလမ်းဒုက္ခနာချုပ်သွားတယ်တလန်းမှာအရင်ပြောခဲ့တဲ့ဝေဒနာရဲ့အိဋ္ဌနောက်တိုင်းကျဒုက္ခဝေဒနာပေါ်ပြန်အင်းဒါလေးဖြစ်ပြီးပြတာပဲနောက်တိုင်းကျဒုက္ခပေါ်ဖြစ်ပြဒုက္ခဝေဒနာလေးပေါ်ဖြစ်ပြအဲဒီလိုဖြစ်ပြနဲ့ပေါ်လိုက်တော့အမှန်လားနဲ့ဆိုတော့ဟုတ်လားဘုရားအတုကခြေပြီးကြတာဟုတ်လားသူကမှမြင်ခဲ့တော့အတုကမြင်ခဲ့ပြီးလမ်းပြတဲ့ခါကျတော့အရင်ကဒါတဲ့သင်္ကန်းချိန်ကြီးရရှိပြန်တရားလေးဓမ္မလေးရတဲ့သင်လေးခဏရသာဆိုတော့ကျောင်းမပေတံလေးတော့ပါသေးတော့ဗျာအဲ့ဒါလေးသူကလမ်းနေရှုတာနဲ့တခါလဲသူလမ်းနေတော့တာဝန်ကြည့်ပြီးသင်္ကန်းလုပ်နေတယ်ခုနကအကြောင်းပြောပြန်ဒီကဘာခုနကအကြောင်းပြောပြီးကြလားရှင်ပြောတဲ့ဒီကားရပြန်တပည့်တော့တွေးနေတဲ့သစ္စာကိုမထုတ်ဘူးတော့တာမပြီးတော့ဘူးပါဟုတ်ကလားမင်းတော့အရဟံမေးရမှုကဘယ်လိုလဲတွင်းညံ့တာမဟုတ်ပါဘူးဗျဒီကားတော့သူ့ရကြကြပါဆိုတော့ရဟန်းခံပြီးကြလားပေးရဟန်းခံပြီးကြလားပေးတော့သောတာပန်ရဖြစ်သွားတော့ဗျာလူနဲ့ကသောတာပန်တည်တယ်ဒကာဓမ္မတို့ယုံကြည်လားလူနဲ့ကသောတာပန်တည်တယ်သူရဟန်းဖြစ်တဲ့တရားမထူးသေးဘူးမထူးသေးဘူးဘာမှမလုပ်ရသေးပဲရဟန်းခံတာပဲရှိသေးတယ်အဲဒီလိုနေပြန်တော့ဒီပြင်ရန်တွေကသူ့တွေ့နေပြီစိတ်ဓာတ်ကစိတ်လိုဆိုလိုက်တဲ့ခြေပေါ့ဗျာဆက်ကြဆိုဆက်သွားတာပဲသူကဝင်နေဆိုပြောင်းနေတာတော့စိတ်ဓာတ်ကခြေလို့သူနာမည်ပေးကြစိတ်ဓာတ်ကမင်းတွေကစိတ်လိုတိုင်းနေမှာတော့ကမင်းတော့မလုံးပါဘူးဆိုတော့ဒီလိုရန်နှုံးကတော့ဆက်ဆံနှုံးကတော့ဗျာတဲ့ဟုတ်ပါတယ်ပဲအရှင်ဘုရားလည်းပြောတာအခုတော့မဆက်ဆံတော့ဘူးမဆက်ဆံတဲ့အတွက်တပည့်တော်မှာအခုတော့ပြင်စိတ်ကြပါပြီဆိုတော့အရင်ကတော့တဏှာနဲ့ဆက်ဆံနေတယ်သူပြောတာအခုတော့တဏှာနဲ့ဆက်ဆံတဲ့အတွက်တပည့်တော်စိတ်ကြပါတယ်လို့သူကပြောတော့ဘယ်နဲ့ဝမ်းတွေကဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူရဟန်းဖြစ်တယ်ပြောတာတော့သောတာပန်တည်တယ်ပြောနေတာမဆက်ဆံတော့ဘူးလို့သူပြောတယ်ဘုရားကလျှောက်ကြရဟန်းကဘုရားကလျှောက်တဲ့အခါကျတော့ဘုရားကဒီပြီးတော့ဘုလန်းနဲ့သောတာပန်တည်ခဲ့ပြီဆိုတာအဲဒီကဘုရားကကိုရမေကြီးဟုတ်တယ်တဲ့သာနနာသဗ္ဗလံစိတ်တံဒုက္ခကတော့နိဗ္ဗာန်ဥပ္ပံဂရတိမေရာဝိဥပ္ပကာရောသေသနာဝါရိယောထေကိတောဩဘမောတတ္တဥပ္ပဒေပရိသန္နာစိတ်တံမာရာရိယဘာတဝေဆိုတဲ့ဓမ္မဝါဒပါဠိတော်ကိုရမေကြီးကဟောလိုက်တယ်ပါသာနနာသဗ္ဗလံစိတ်တံနဲ့မင်းရဲ့စိတ်ဆိုတာကသူ့မှုလို့နေရာမှာစိတ်ဆိုတာဖြစ်တာဒါကြောင့်ဒီတိုင်းနဲ့တငြိမ်လေးနဲ့ငြိမ်ထားမယ်ဆိုတော့မသူစိတ်ကြံကြလို့ဆိုတော့သူရင်းရလည်းနေသွားမှာဆိုသူကနေကုန်နေတယ်မှုဒါကုပင်ကိုယ်သဘောဘယ်တော့မှရင်းမရသူကဟိုပြီးနေရမှာလေကွာမဆန်းလိုက်ရဒီနဲ့ထားပါစေမရဘူးလေခန္ဓာဒုနိကာတော့နိဗ္ဗာန်ဦးတားနေဖို့ရများအတော်လေးခင်းနေဥဒ္ဒရောမေရာဝေးတဲ့သူ့ကိုထားတဲ့နေရာကိုဟောမင်းဝေဒနာပေါ်မှာတော့မင်းဘယ်မှမတွေ့ရဘူးလို့များသူ့ကိုထားနေတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှင်ပြားတဲ့လူများအဖြောင့်ထားနိုင်နေဆိုမှဖြင့်ဥပ္ပကာရောအန္တရာယ်ကရွေးကဥဒ္ဒရောမေရာဝေးတခါတည်းနဲ့ပညာရှိတာဖြစ်မယ်မပညာရမယ်သူ့ကိုမင်းတို့ထားတဲ့နေရာကဒီမင်းတို့ဉာဏ်လေးကိုမင်းတို့ဉာဏ်စိတ်ကလေးပေါ့ကွာဝေဒနာပေါ်ဝေဒနာပေါ်ထားလို့ဝေဒနာတိုင်းကဒီပေါ်မှာထားနိုင်လို့ရှိရင်မင်းတို့ချက်ချင်းသောတာပန်တည်တယ်တိုင်းတရားဓမ္မလို့ရင်းမိလားဝေဒနာပေါ်တိုင်းကဒီဉာဏ်စိတ်ကလေးကိုဒီပေါ်မှာထားမယ်ဆိုလို့ရှိရင်သူ့အပြေးမခံမဲနဲ့ထားမယ်ဆိုလို့ရှိရင်ချက်ချင်းသောတာပန်တည်နိုင်တယ်ဘယ်နဲ့တည်နိုင်တာတော့ကွာဉာဏ်ကထားပါတော့တဲ့ဉာဏ်ဆိုတာတစ်ခါပြည့်ရင်
9ချိန်ငိုးပါတခါကြီး9ချိန်တခါကြီး9ချိန်တခါကြီး9ချိန်ဆိုတော့9ချိန်တော့ရေးတယ်နေရဝေဒနာဘုန်းကြီးထားတာတခါကြီးစိတ်က9ချိန်ပေါ်ပြီည9ချိန်ပေါ်ပြီနောက်ကကြီးရတော့နောက်ကကြီးရတော့အဲ့ဒါ9ချိန်ကြီးပေါ်နေမယ်ဆိုလို့ရှိရင်ဒါတွေဒီညာရဲ့မသွားဘူးရဲ့သွားရင်နှုတ်လုံးဝိပဿနာညာရဲ့တော့မညာဖြစ်ရတယ်ဘုရားနဲ့ဆိုလို့ရပါဘူးအဲ့တော့မင်းတို့ကဒီပေါ်မှာကိုမထားလို့သူ့မြမရင်ရရှာဘူးမရင်တော့မညာဖြစ်တော့မရရရှာဘူးဘုရားညာကမှမရင်တော့မညာဖြစ်ဖို့အရေးကတော့ဝေးတော့ရုပ်ရည်ဒါဖြင့်ဒီနေ့ကစပြီးဒီကာလစိတ်ဓာတ်ကတည်းမှာတော့ဒီပထမတော့တော့စိတ်ဟာဘယ်တော့အိဋ္ဌာဘောလိုက်လဲဝေဒနာအိဋ္ဌာဘောနဲ့လည်းသူထားလို့မရဘူးအဲ့ဒီသူပဲသင်ကြရတယ်မပြောရရင်စိတ်ကိုတိုင်းနေတယ်စိတ်သွားတဲ့ရင်ကလိုက်နေတယ်အဲ့ဒီခါတော့မဖြစ်ချေဘူးကစိတ်ကဝေဒနာပေါ်မှာတော့မင်းဘယ်မှမပြီးနေတယ်ဘူးဆက်ဆက်ဒီလည်းမသွားရင်ဝင်တဲ့ဒီလည်းမမသွားရဘူးအဲ့ဒီဝေဒနာပေါ်၌ကထားရမယ်ဆိုတော့ထားတဲ့ချိန်ကစပြီးလမ်းနေရတာဖြစ်တယ်လမ်းနေတော့ပါဖြစ်တယ်ဒါကဒါပဲဓမ္မတို့စိတ်ကိုခမည်းတော်ဉာဏ်စိတ်ကိုခင်ဗျားတို့ဝေဒနာဘာမှဘာမှမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ကိစ္စပြီးပြီလားဒါဖြင့်သူကလုံးနေတယ်လေတော်ကြပြီဆရာဘုန်းကြီးကဟောရှာတယ်သူကလည်းလှုပ်ရှာတယ်ဟိုလည်းတော်တော်လှုပ်တာပဲဆက်နေကြောင့်တို့တွေကသတ္တဝါမတည်သေးပါလိမ့်မယ်ဆိုလို့ရှိရင်ထားတာမနေသေးလို့ပဲသူနေထားတာဘုရားပြည့်မတယ်နဲ့သူပြည့်တယ်ဒါကရင်းနေလားဘာလို့ပါလဲဒီဘဝကမနေလို့ပဲဝေဒနာလေးဖြစ်တဲ့ဓမ္မကြီးဒီဉာဏ်ကြီးထားရမယ်ဆိုတော့စိတ်ကြီးမနေတော့ဘယ်ကြပြန်သွားရဘယ်ကြပြန်သွားရဘယ်ကြပြန်သွားရဆိုတော့ခဏရဲ့ဒါနေလို့လားကွာနေလို့ပြန်သွားနေရအဲဒီကဒီမောစားရမရှိဘူးဘာလို့လဲနဲ့အချိန်ကုန်တော့မုန်းတဲ့ကားလို့ဒီလိုပြနေဘူးလားအဲ့တော့ဘုန်းကြီးတွေမှာမုန်းတော့လည်းမစားရတော့ဗကံသေးတွေကချိန်ကုန်တော့ဆမ်းမစားလိုက်ရပဲလို့ဖြစ်မှာပဲခင်ဗျားတို့ဒီပေါ်တဲ့လာတာဆိုရင်သူ့ဆွဲသွန်းနေရတာနဲ့ဒီကမပြန်သွန်းလိုက်ပြီးသွားလိုက်ပြန်သွန်းလိုက်ဆိုတော့ပြန်ရှုချိန်ကိုအထုံနှမ်းရသေးရဲ့ပြန်နေရတဲ့အချိန်ကများမျက်လီပေါ်နေပါလို့တော့ပြန်ထားနေရတာများရှုရတဲ့အချိန်ပါသေးရဲ့အဲ့ဒါကြောင့်မရတာဘူးရင်းနေကြလားဘာလို့ဘာကြောင့်မရတယ်ဆိုတော့ဒီတော့ရှင်းတယ်ဘာလို့လဲဒီတော့မှာတော့မရတယ်ဖြစ်နေတယ်ဒီရအောင်တော့ဝေဒနာပေါ်ရအောင်ပြန်တင်ဝေဒနာရအောင်ပြန်တင်နေရတာနဲ့ပဲသူ့ကိုပြန်တင်နေတယ်ပြန်တင်လိုက်ပြီးလိုက်ပြန်တင်လိုက်ပြီးလိုက်ဆိုတော့ရှုတာဟုတ်သေးရတာတော့ဟုတ်တဲ့ခါကျတော့ဘယ်လောက်ပြီးကြတာဟုတ်ဖြစ်တဲ့ကိုမြင်နိုင်မှာမဟုတ်ဘူးတဲ့ဘယ်လိုလိမ့်ကြကားလိုက်တဲ့ဘယ်လိုလိမ့်ကြကားလိုက်ဆိုတော့ကြိုက်သေးရတာအဲ့ဒါကြောင့်ဘုန်းကြီးတို့ကလည်းငါစိတ်ကဟတ်ချက်ချေလို့ဖြစ်နေတယ်ဆက်ကြတော့ကြပဲဘုန်းကြီးရောအဲ့ဒါခါတော့ခင်ဗျားတို့က6ခါမကဘူးထင်တယ်ဘယ်လိုထွက်တာကရင်းပြီလားသူတို့က6ခါရင်ထွက်တာကို6ခါတဲ့6ခါဝင်ဇောင်းရင်ကြီးတော့ဘယ်ကားထင်တော့မပြောတော့ပါဘူးအရေးတော်များတော့လည်းဒါလည်းမဆိုတော့ဘူးလားဘာတော့ဘုန်းကြီးတွေကဘာကြောင့်ဒုက္ခသစ္စာရှိရတဲ့ဒုက္ခသစ္စာကိုပိုင်းခြားတဲ့ဉာဏ်မမြင်ပါလေမလို့မဲလို့ရှင်းဖြင့်မြင်ခြင်းသာသာသာပါအောင်သူနဲ့တွေ့အောင်မနဲ့ချိန်သားထုတ်နေတယ်ဒီလိုဖြစ်ဘယ်လိုလဲဘာလို့ဆိုတော့ဘာလဲဒါကဘုန်းတော်တရားဓမ္မတွေဟာဘာလို့နေတော့မဲလို့ရှင်းထားနေဉာဏ်ကဝေဒနာပေါ်မှာထားမယ်ဆိုတဲ့ဉာဏ်လေးကပြင်းမဲ့ထွက်ပြီးရှင်းမယ်ဒါလည်းထားရတယ်သူနေရတာထားရတယ်မနေကြတဲ့ကိုကဖြင့်သူအလုံးမှန်ကိုလုပ်ဖြစ်ပြီအလုံးမလုပ်ဖြစ်တဲ့အခါကျလို့ရှိရင်သေရတဲ့တဏှာကြီးကသူ့လိုတော့မသိနိုင်ဘူးပါမှန်လားတော့သိမှာပဲမှန်လားတဲ့အဲဒါကြောင့်မနေ့ကဘယ်နဲ့ဖြစ်နေတော့လဲဆိုလို့ရှိရင်ဝါရီဘောကခလေးကိတ်တော့တယ်ရေရိပ်ပြထားတဲ့ပုဂ္ဂိုလ်ကိုယ်တော်တင်လိုက်ပြီရှင်မဖြင့်ငါ့မြေထဲကငါးကောင်ကိုပဲရှိကိုယ်တော်တင်လိုက်ဆံပြဘယ်လိုလဲနေတယ်ဆက်ပြလူနေတာဘောကြဒီမှာလည်းခေါ်ရတာဒီဟာထဲမှာနေရတဲ့စိတ်ကိုတခါရင်ဟုတ်လားမောကြံခေါင်းကြီးတော့ပြန်လိုက်တဲ့အခါကျတော့ရှင်ဒီစိတ်ကမနေဘူးဟုတ်တယ်လို့နေတာပဲဘာလို့မရဘူးရေကငါကိုယ်တော်ပြန်လိုက်တဲ့အခါတခါရင်ဆက်ဆက်လူနေတယ်လို့
ခင်ဗျားတို့စိတ်ကလည်းမဲ့ကြံပေါင်းကြီးကမဲ့ကြံဖြစ်အောင်လုပ်လိုက်ပြီဆိုမှပြင်ဟိုနေကွန်မြူနတီမှုတူတာတောင်းပြေးလိုက်တယ်ဟုတ်လားအိမ်ပြန်လိုက်ဒီရောက်နေလိုက်စားပဲရောက်တယ်အဝတ်ပဲရောက်တယ်ဆိုရင်လည်းပဲရောက်တယ်ကြမ်းတယ်ပဲရောက်တယ်ဘယ်နဲ့ဖြစ်နေကြတော့အေးရဲနဲ့ပဲတင်လိုက်တာအမေကုန်းတော်တင်နေစဉ်အန္တရာယ်မကင်းနေဘူးမကောင်းဘူးမပြောဘူးလေရရဲလို့ရငါစိတ်ကလည်းငကိုယ်လေးကကိစ္စရှုပ်သွားတော့မှပြောနေရဖြစ်နေတော့လို့လို့လည်းအေးဆိုင်နဲ့တယောက်တည်းမှနေရတော့မှပြင်းချောက်ပြီးပြန်မှပဲဖြူလို့ဖြူလို့လားပြင်းချောက်ပြီးဒါကရဲလို့လားအဲဒီလိုမျိုးများရရအေးဒါကယန္နာကနာဘယနာဆိုလို့ရှိရင်လူသမဏီဘာပဲကြီးလို့ဖြစ်ပြီးကြတာလည်းကျစ်စင်66ခြားခြားတောင်ရှိကြပါသူ6နေတယ်တော့မကြောက်ဘူးလေကွာသူမ6တယ်သိကြတာဘာဖြစ်ကြတာလဲအဝိထားတာရေကြလားအဲဒါကလည်းတော့ငါတို့ဓမ္မတွေကဝါရီလဲဆိုကြတော့ဩကမောကတဥဒ္ဒောတခါတော့လောကလောကမောကထားလာတော့ပဲပရိဖဏိယစိတ်တာမာရဝိယံဘာတဝေတုံလို့လာတဲ့စိတ်ဟူသည်တဲ့မမေးနေရာမှာလွတ်ဖွယ်ရရေးဟာအတော့ကိုဝေးတယ်အဲငါတို့ညံလေးကထားလို့ဒီမြင်မှကလည်းဖွတ်တာမနော်ထားလို့ဒီမနေလို့ရှင်ခဏကသိကြရတဲ့ဒီဟာ6ခါထွက်6ခါဝင်ဆိုတော့စိတ်လိုတိုင်းလိုက်နေတယ်ဆက်ချင်တော့လိုက်တာစိတ်ကဆက်တာပဲစိတ်ကဝင်တိုင်း6ခါထွက်6ခါဝင်ပြည့်နေတော့သူ့မှာလေယာကိစ္စပြီးသေးရဲ့ဒီကားတော့ပြန်သိကြရတဲ့ဒီကမင်းဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ဘူးမျက်စိလိုက်လုံးမနေနဲ့တော့ဆိုပြီးမင်းကိုအနိုင်ယူပါတော့မယ်ဆိုပြီးကြလားစိတ်ကိုအနိုင်ယူလိုက်တဲ့အခါငါထားငါခိုင်းတဲ့နေရာမှာမင်းနေရာမယ်လေစိတ်ကိုလည်းနိုင်ပါရောပေါ့ဟိုအိဋ္ဌဘောတော့ဝေဒနာအိဋ္ဌဘောထိုက်တယ်ထားရင်းနဲ့ပဲလေသူလည်းနိုင်သွားပါရဲ့ထားရနေရလဲသူနေပါရဲ့လောင်းနေတော့တာတည်းဟုတ်လားထားရနေရမနေတော့တာမတည်ဘူးပေါ့ကွာထားရနေရနေလို့ရှိရင်ဒါကြောင့်လည်းဓမ္မတော့သောတာပန်တည်မှုမတည်မှုပါလေယနေ့အတိတ်ပဲတစ်မျိုးပေါ်လာဘယ်လိုပေါ်လာကြလဲအားရနေရဒီံသောတာပန်တည်မှုအားရနေရမတည်လို့ရှိရင်ဒီကြာဖြစ်မယ်6ခါဆို6ခါဝင်ဖြစ်ပါမယ်ရင်းနေကြလားဒါကြောင့်ခင်ဗျားတို့အိမ်ထဲမှာများတခါတည်းများသုံးပြင်လို့ရှုပ်နေတယ်6ခါနဲ့ကြကြတယ်ဖြစ်ကြတာတော့စိတ်ကမထိတ်ပါဘူးဗျာထားတဲ့နေရာမနေဘူးဒီမဲ့ဆိုတာကကောင်းဘူးအဲဒီကလည်းပြောဆိုရင်အဲ့ဒါပြန်ကြည့်တာကောင်းတယ်တကယ်ဆိုဒီမဲ့ကနေဆောင်တာကောင်းတယ်တကယ်လို့ကြတော့ဘယ်ဝင်ရတာကောင်းတယ်ဒီမဲ့လူတွေရှုပ်အဲ့ဒါကြတော့အဟုတ်ကရောင်းတော့ပြန်နေပြန်လာတယ်လူရှိလို့ရှိသွားပါဦးမယ်ဘယ်နှုတ်မဲတော့ဘုရားရဲ့ဒီဝေဒနာပေါ်နေရတာအဲ့ဒါအဲ့ဒါတော့မတည်တယ်များအားရမလို့ဘူးလေလေလာတော့ဘာလို့လဲဆိုတော့စိတ်ကိုခင်ဗျားတို့လိုရရင်ထားမှထားရရတယ်အဲဒီနေ့ကစပြီးဒီကလာခင်ဗျားတို့လိုရတဲ့မှာထားလို့ရှိရင်ဖြင့်တခါတော့ခင်ဗျားတို့လိုရကိစ္စပြီးမယ်ဆိုတာသဘောကျဒါကြောင့်လည်းဓမ္မတို့ဒီစိတ်ကလေးနိုင်လို့ရှိရင်လေညာစိတ်ကလေးကိုထားရကိုနေပြီးဆိုမှဖြင့်ကိစ္စပြီးပြီးတာမှတ်ပြီးတော့တကားစိတ်ဟုတ်ပါဘူးအဲ့ဒါလည်းဓမ္မတို့ဘယ်ဝေဒနာပေါ်လာလားဘယ်စိတ်ပေါ်လာလားဒုတိယချုပ်သွားတဲ့စိတ်ပေါ်မှာမဉ္ဇဏ်ကတာလေမဉ္ဇဏ်စိတ်ကတာမဟုတ်နဲ့တဲ့တယ်ပြီအရင်ချုပ်သွားတဲ့ပေါ်မှာဘာလို့ရမလဲမဉ္ဇဏ်ကတဲ့ပြီးတကားတော့အရင်ချုပ်သွားတဲ့ပေါ်မှာမဉ္ဇဏ်ကဘာလို့ချုပ်တိုင်းတဲ့ပဲနေဆိုသူနဲ့ဒုက္ခနဲ့မက္ခနဲ့ကြီးဖြစ်နေမှာပဲချုပ်တိုင်းတဲ့ပဲရှိကဒုက္ခနောက်ကမက္ခဒါတော့ချုပ်တိုင်းတဲ့ပဲရင်ပါတော့ရှိကဒုက္ခနောက်ကမက္ခဆိုတော့ဒကာဓမ္မတွေကမဲဖြစ်နေတာသိရတဲ့ရန်သူကြီးကဒီထဲမှာဝင်ခွင့်လာသေးရဲ့မလားသိရသေးရဲ့ဝင်ခွင့်ချင်းပြသိရတဲ့ရန်သူအောင်ဆိုတာတရားအောင်နေတယ်ရှိကချုပ်တိုင်းနောက်ကမက္ခလေးနဲ့တဲ့ပေးနေလို့ချင်းပြန်ဒီကရန်သူဝင်လို့မရတော့ကြောင့်အရှုံးပေးရတာဘူးဒီကရန်သူရှုံးပေးတယ်ဆိုတော့ဘာသာရှုံးပေးတယ်တော့မေးတော့ဝင်လို့မရလို့ရှုံးပေးဝင်လို့မရဘုရားတာတော့ဆိုမက္ခဒါပေမဲ့ဒီကတယ်ဆိုတာဒီအချေရှိတာပေါ်လာဝင်လို့မရအောင်
အောင်လုပ်တာအဲ့ဒါနဲ့ကိလေသာပယ်တယ်ဆိုတော့ခင်ဗျားတို့ဒါနဲ့ခုတ်ပြီးပယ်လိုက်တယ်လို့ဒီမစိတ်ကပယ်လိုက်တယ်လို့ဒီဟာမျိုးမဟုတ်ပါဘူးကိုယ်စိတ်ထားရနေလို့ရှိရင်ကိလေသာပယ်ပြီးသားဖြစ်ပါတယ်ဝိနည်းလားကိုယ်စိတ်ထားရနေမှာပါအဲ့ဒါကရေသစ္စာဆိုလိုက်ပါရှင်းချုပ်သွားရတာသစ္စာရဲ့ရှင်းဝင်လာလို့ချုပ်သွားရတဲ့သစ္စာအဲ့ဒီချုပ်တဲ့ပုံမှာထားနိုင်တဲ့တရားကချုပ်တဲ့ပုံထားနိုင်တာမဂ္ဂသစ္စာဒီထားနိုင်တဲ့စိတ်ရှိနေသောကြောင့်ကိလေသာဝင်ခွင့်မရဘူးဆိုတော့အဲ့ဒါကဘာဖြစ်တာလဲဟုတ်ရဲ့ဆိုတော့ဝင်လို့မရတဲ့အခါကျတော့ကိလေသာကဘာမှတွင်ကြောင်သူမလုပ်နိုင်တော့နောက်ခန္ဓာအထည်တွေလာသေးတယ်မလားဘာဖြစ်လဲအဲဒီလိုကိုဘုရားနေပါရဲ့လားဘာလို့လဲရတဲ့တရားမှာခင်ဗျားတို့ညာရတွေမှာလည်းအဲ့ဒီညာရဖြစ်တဲ့ပုံမှာခင်ဗျားတို့ညာလေးတက်ပါဝေဒနာရဲ့ဂရုပေါ်ရာကိုခင်ဗျားတို့ညာလေးကတည့်တယ်ပဲဒါပဲရှင်ကိလေသာရံသူအောင်ဝဲမြင်တယ်လို့အဲဒီအောင်ဝဲမြင်တဲ့ကောဥဝဲနာဝဲတွေကကျွတ်တို့အကုန်နိုင်တာပဲကိလေသာနိုင်ရင်ဥဝဲနာဝဲတွေကကျွတ်တို့မသိရတော့ဘူးရှင်းမလားအဲဒီနေ့ဒီရင်တော့ကြောင်းအချိန်ကြီးရရှိပြန်တရားဓမ္မတွေရတယ်သင်လေးခဏရသာဆိုတော့ကျောင်းမပေတံလေးတော့ပါသေးတော့ဗျာအဲ့ဒါလေးသူကလမ်းနေရှုတာနဲ့တခါလဲသူလမ်းနေသတ္တဝံတီးပြီးသင်္ကန်းလုပ်ကလေးနဲ့ခုနကအကြောင်းသွားပြန်ဒီကဘာခုနကအကြောင်းသွားပြီးကြလားရှင်ပြောဒီကားတော့ပြန်တပည့်တော့ပြေးနေတဲ့သစ္စာကိုမထုတ်ဘူးသတ္တဝံတီးဖို့ပါဟုတ်ကလားနဲ့တော့အရဟံပြေးမှုကဘယ်လိုလဲတွင်းညံ့တာမဟုတ်ပါဘူးဗျာဒီကားတော့သူ့ရရရပါဆိုတော့ရန်ခံပြီးကြလားပြေးရန်ခံပြီးကြလားပြေးတော့သတ္တဝံရံဖြစ်သွားတော့ဗျာဒီနေ့ကသတ္တဝံတီးတယ်ဒကာဓမ္မတို့ယုံကြည်လားဒီနေ့ကသတ္တဝံတီးတယ်သူရံဖြစ်တဲ့တရားမထူးသေးဘူးမထူးသေးဘူးဘာမှမလုပ်ရသေးပဲရန်ခံတာပဲရှိသေးတယ်အဲဒီလိုနေပြန်တော့ဒီပြင်ရန်တွေကသူ့တွေ့နေပြီစိတ်ဓာတ်တွေစိတ်လိုဆိုလိုက်တဲ့ခြေပေါ့ဗျာဆက်ကြတော့ဆက်သွားတာပဲသူကဝင်နေဆိုပြောင်းနေတာတော့စိတ်ဓာတ်တွေလို့သူနာမည်ပေးကြစိတ်ဓာတ်ကမင်းတွေကစိတ်လိုတဲ့တိုင်းနေမှာလည်းကမင်းတော့မလုံးမဘူးဆိုတော့ဒီလိုရန်နှုံးကတော့ဆက်ဆံနှုံးကတော့ဗျာတဲ့ဟုတ်ပါတယ်ပဲအရှင်ဘုရားလည်းပြောတာအခုတော့မဆက်ဆံတော့မဆက်ဆံတဲ့အတွက်တပည့်တော်မှာအခုတော့ပြင်စိတ်ချပါပြီဆိုတော့အရင်ကတော့တဏှာနဲ့ဆက်ဆံနေတယ်သူပြောတာအခုတော့တဏှာနဲ့ဆက်ဆံတဲ့အတွက်တပည့်တော်စိတ်ချပါတယ်လို့သူကပြောတော့ဘယ်ရန်တွေကဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူရဟန္တာဖြစ်တယ်ပြောတာအဲ့တော့သောတာပန်တည်းလည်းပြောနေတာမဆက်ဆံတော့ဘူးလို့သူပြောတယ်ဘုရားကလျှောက်ကြရဟန်းကဘုရားကလျှောက်တဲ့အခါကျတော့ဘုရားကဒီပြီးတော့ကိုလမ်းနဲ့သောတာပန်တည်ခဲ့ပြီဆိုတာအဲ့ဒီကဘုရားကကိုလိုမျိုးရဟုတ်တယ်တဲ့သာနနာသဗ္ဗလံစိတ်တံဒီဘက်ကတော့နိဗ္ဗာန်ဥဒ္ဒံဂရလိမေရာဟုဥဒ္ဒကာရောသေသနာဝါရီရောထေခိတောဩဘမောတတဥပ္ပဒေပြိခန္နာစိတ်တံမာရာရိယဘာတဝေဆိုတဲ့ဓမ္မဝရကာလိတော့ကိုလိုမျိုးကြီးကဟောလိုက်တယ်ပါသာနနာသဗ္ဗလံစိတ်တံနဲ့မင်းရဲ့စိတ်ဆိုတာကသူ့မှုလို့နေရာမှာစိတ်ဆိုတာဖြစ်တာဒါကြောင့်ဒီတိုင်းနဲ့တရင်လေးနဲ့ငြိမ်ထားမယ်ဆိုတော့မသူချက်ချင်တယ်လို့ဆိုတော့သူရင်းရနေတော့မှဆိုသူကနေကုန်နေတယ်မှုဒါကုပင်ကိုသဘောဒါတော့ရင်းရသူကဟိုပြီးနေရမှာလေကွာမဆန်းလိုက်ရဒီနဲ့ရပါစေမရဘူးလို့ဆန်းလိုက်ဒုနိကတော့နိဗ္ဗာန်ဦးတားနေဖို့ရများအတော်လေးခင်းနေဥဒ္ဒံကရောမေရာဝေးတဲ့သူ့ကိုထားတဲ့နေရာကိုမင်းဝေဒနာပေါ်မှာတော့မင်းဘယ်မှမတွေ့ရဘူးလို့များသူ့ကိုထားနေတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှင်ပြားတဲ့လူများအဖြောင့်ထားနိုင်နေဆိုမှဖြင့်အခုကတော့သန္နကရာရွက်ကဥဒ္ဒံကရောမေရာဝေးတခါတည်းနဲ့ပညာရှိတာဖြစ်မယ်မပညာရမယ်သူ့ကိုမင်းတို့ထားတဲ့နေရာကဒီမင်းတို့ဉာဏ်လေးကိုမင်းတို့ဉာဏ်စိတ်ကလေးပေါ့ကွာဝေဒနာပေါ်ဝေဒနာပေါ်ကထားလို့ဝေဒနာတိုင်းကဒီပေါ်မှာထားနိုင်လို့ရှိရင်မင်းတို့ချက်ချင်းသောတာပန်တည်တယ်။အဲဒါဓမ္မလို့ရင်းမိလားဝေဒနာပေါ်တိုင်းကဒီဉာဏ်စိတ်ကလေးကိုဒီပေါ်မှာထားမယ်ဆိုလို့ရှိရင်သူ့အပြေးမခံမဲနဲ့ထားမယ်ဆိုလို့ရှိရင်ချက်ချင်းသောတာပန်တည်နိုင်တယ်။ဘယ်နဲ့တည်နိုင်တာပေါ့ကွာ။ဉာဏ်ကထားပါတော့တဲ့ဉာဏ်ဆိုတာတစ်ခါပြည့်ရင်9ကြိမ်ငုံပါတခါကြီး9ကြိမ်တခါကြီး9ကြိမ်တခါကြီး9ကြိမ်ဆိုတော့9ကြိမ်တော့ရေးနိုင်နေရတာဝေဒနာဘောကြီးထားတာတခါကြီးစိတ်က9ကြိမ်ပေါ်ပြီည9ကြိမ်ပေါ်ပြီနောက်ခါကြီးရတော့နောက်
ကကြည့်ရတော့အဲ့တော့ခန္ဓာကိုယ်ကြီးပေါ်နေမယ်ဆိုလို့ရှိရင်ဒါတွေဒီညာရဲ့မသွားဘူးရဲ့သွားရင်နှုတ်လုံးဝိပဿနာညာရဲ့တော့မညာဖြစ်ရတယ်ဘုရားနဲ့ဆိုလို့ရပါလားအဲ့တော့မင်းတို့ကဒီပေါ်မှာကိုမထားတဲ့ဒုက္ခညာမရင်ရချဘူးမရင်တော့မညာဖြစ်တော့မရရချဘူးဘုရားညာကမှမရင်တော့မညာဖြစ်ဖို့ရေးကတော့ဝေးတော့ရုပ်ရည်ဒါဖြင့်ဒီနေ့ကစပြီးဒီကာလစိတ်ဓာတ်ကတည်းမှာတော့ဒီပထမတော့ကတော့စိတ်ဟာပထမအိဋ္ဌဘောလိုက်တယ်ဝေဒနာအိဋ္ဌဘောနဲ့လည်းသူထားလို့မရဘူး။အဲဒီသူပဲရှင်းပြလိုက်ကြတယ်။မပြောင်းရင်ရောစိတ်ဝေဒနာနဲ့စိတ်သွားတဲ့ရင်ကလိုက်နေတယ်။အဲဒီခါတော့မဖြစ်ချေဘူးကစိတ်ကဝေဒနာပေါ်မှာတော့နဲ့ဘယ်မှပြီးနေတယ်ဘူးဆက်ဆက်ဒီလည်းမသွားရင်ဝင်တဲ့ဒီလည်းမမရရဘူး။အဲဒီဝေဒနာပေါ်လိုက်ကထားရမယ်ဆိုတော့ထားတဲ့ချိန်ကစပြီးလမ်းနေရတာဖြစ်တယ်။လမ်းနေတော့တာဖြစ်တယ်။ဒါကဒါပဲဓမ္မတို့စိတ်ကိုခမည်းတော်ညာစိတ်ကိုခမည်းတော်ဝေဒနာဘာမှဘာမှမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့်ခမည်းတော်ကိစ္စပြီးပြီလားဒါဖြင့်ဘုရားလုံးနေတယ်လေတော်ကြပြီဆရာဘုန်းကြီးကဟောရှာတယ်ဘုရားလည်းလှုပ်ရှာတယ်ဟိုလည်းတော်လှုပ်တာပဲဆက်နေကြောင့်တို့တွေကသတ္တဝါမတည်သေးပါလိမ့်မယ်ဆိုလို့ရှိရင်ထားတာမနေသေးလို့ပဲသူနေထားတာဘုရားပြည့်မတယ်နဲ့ကိုယ်ပြည့်တဲ့ဒါကရင်းနေလားဘာကြောင့်ပါလဲဒီဘဝကမနေလို့ပဲဝေဒနာလေးဖြစ်တဲ့တော့ငါးကြီးဒီဉာဏ်ကြီးထားရမယ်ဆိုတဲ့ကစိတ်မနေတော့တော့ပြန်သွားရတော့ပြန်သွားရတော့ပြန်သွားရဆိုတော့ခဏရဲ့ဒါနေလို့လားကွာနေလို့ပြန်သွားနေရအဲဒီကဓမ္မစာရမရှိပဂါသိရင်လည်းအချိန်ကုန်တော့မွန်းတဲ့သွားလို့ဒီလိုပြနေဘူးလားဘုန်းကြီးတွေမှာမွန်းတော့လည်းမစားရတော့ပဂါသိတွေကချိန်ကုန်တော့ဆမ်းမစားရပဲလို့ဖြစ်မှာပဲခင်ဗျားတို့ဒီပေါ်တဲ့လာတာဆိုရင်သူ့ဆွဲသွန်းနေရတာနဲ့ဒီကပြန်သွားလိုက်ပြေးသွားလိုက်ပြန်သွားလိုက်ဆိုတော့ပြန်ရှုချိန်ကိုအထုံမမရသေးရဲ့ပြန်နေရတဲ့အချိန်ကများမျက်လီပေါ်နေပါလို့တော့ပြန်ထားနေရတာများရှုရတဲ့အချိန်ပါသေးရဲ့အဲ့ဒါကြောင့်မရတာဘူးရင်းနေကြလားဘာလို့ဘာကြောင့်မရတယ်ဆိုတော့တို့တော့ရှင်းမလားဘာလို့လဲဒီတော့မှာတော့မရတော့ဖြစ်နေဒီရအောင်တော့ဝေဒနာပေါ်ရအောင်ပြန်တင်ဝေဒနာရအောင်ပြန်တင်နေရတာနဲ့ပဲသူ့လိုပြန်တင်နေတယ်ပြန်တင်လိုက်ပြီးလိုက်ပြန်တင်လိုက်ပြီးလိုက်ဆိုတော့ရှုတာဟုတ်သေးရတာတော့ဟုတ်တဲ့ခါကျတော့ဘာလို့ပြီးကြတာဟုတ်ဖြစ်တဲ့ကိုမြင်နိုင်မှာတဲ့ဘယ်လိုလိမ့်ကြတာလဲတဲ့ဘယ်လိုလိမ့်ကြတာလဲဆိုတော့ကြိုက်သေးရတာအဲ့ဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေမာစိတ်ကဟတ်ချက်စီလို့ဖြစ်နေတယ်ထုတ်ကြတယ်ကြပဲဘုန်းကြီးရောအဲ့ဒါခါတော့ခင်ဗျားတို့က6ခါမကဘူးထင်တယ်ဒီနေ့ထွက်တာကရင်းနေလားပြောတာလည်းရင်းနေပြီးရင်တော့ရမှုဤသို့ပြုရမျက်ပုံကိုကြီးထမင်းခေါင်မြင်းမွေတောင်ကိုမကကျူသားကျေးဇူးရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေအမြဝေးမသွေနေဆဤကာယကိုစောင့်တပေတက်ကိုစောင့်နဲ့လဲမလက်စေရပေးဝိငိမိတ်တဆွေရဆရာသမားဘိုးဘွားကစရင်မယာစာဒေဝါရဲ့ခအနာဘုံမှာအာကာသနဲ့အထူးမလီကျက်ပုံကုသလကိုရကြပါစေအမြဝေးတပေတက်တာတတဝဟုနာနာလောကအနန္တရိမ်ကျက်စုကတတဝတပုံကိုဝန်းနေဝိညာဏဖိတိတိရှိခုနှစ်ပါးများစွာလုံးစုံပုံ30တစ်ဖြစ်သမျှဝေနေကြအားအမြတ်ကုသိုလ်ပေးဝေလိုထိုကုသဤပုံမူကိုအမြတ်ရကြသည်ရှိစေသောဝတ္တုံနေဤမြေပါသူတီလာတို့လဲတတေမှုဒီစေသောအာလုံးကြားသမျှအမြယူတော်မူကြပါကုန်လောတော်သူတာသူ